မင်္ဂလာပါခင်ဗျာကျွန်တော်အခုဖတ်ပြပေးနေတဲ့စာအုပ်ကတော့ဆ iam မနုနုရီအင်းဝါရေးသားထားတဲ့ဘိုဂီတစ်ထောင်မှာတစ်ယောက်လောက်တော့ဆဲကောင်းပါရဲ့ဆိုတဲ့ဝတ္ထုလေးပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကအပိုင်းနှစ်အနေနဲ့ဆက်လက်ဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ဘိုဂီတစ်ထောင်မှာတစ်ယောက်လောက်တော့ဆဲကောင်းပါရဲ့အပိုင်းနှစ်အသားဖြူဖြူပူပူလုံလုံမျက်နှာပေါ်ကတင်းတိတ်တွေပေါ်မှာမိတ်ကပ်နဲ့တနခါတူတူရောပို့ထားတဲ့ဒေါ်စိန်ငွေကတမက်တန်စင်စင်စေးပေါ်လိတ်ရှိမျောမျောကလေးကိုဟန်ပပဖာရင်ခင်ပိုင်ကိုခြေစုံခေါင်းဖျားကြည့်တယ်ကိုကျော်လေးတို့စားရအောင်မဲရုပ်ပဲဟိမတောင်ညိသမီးကမစိုးဘူးဟဲ့ခေါင်းဆောင်တောင်ဖြစ်နိုင်တယ်ဒါပေမဲ့ကိုကျော်လေးတို့အငိမ့်ညူမှာရှေ့ထွက်ဆိုတာကလည်းခေတယ်မအောင်မိနဲ့ကိုကျော်လေးရောတည့်ရဲ့လားညမန္တလာအငိမ့်စီရလေဒေါ်စိန်ငွေပြောသမျှကိုတမီမင်းသမီးဖြစ်တော့မယ်ဆိုတဲ့အတိနဲ့ဝမ်းတာနေတဲ့အမိကအော်ဟုတ်ကဲ့ဒေါ်စိန်ဟုတ်ဆိုပြီးခေါင်းတငိမ့်ငိမ့်နဲ့သူကသာခေါင်းဆောင်ဖြစ်နိုင်နေပေမဲ့တကယ်ကြတော့အလေထွက်တာမဟုတ်ပဲရှေ့ထွက်ကစရမှာကိုတိတ်မကြေနဲ့ချင်တဲ့ခင်ပိုင်ကတော့ငြိမ်နေမိတယ်တော်သေးတာပေါ့လေညမန္တလာရဲ့ရှေ့ထွက်ဆိုတာတခြားအငိမ့်တွေရဲ့ခေါင်းဆောင်လောက်အဆင့်ရှိတဲ့သူတွေကိုထားလိထားတာရှိတယ်ဆိုတော့ခင်ပိုင်ဖြေလိုက်လို့ရပါတယ်ဒေါ်စိန်ငွေကြီးပြောတာတခုတော့မှန်သားရုပ်မဆိုးဘူးလို့ချီးမွမ်းတဲ့အတွက်ပေါ့ကိုလုံးကိုပေါတောင်းတင်မျက်လုံးမျက်ခုံးနာရန်လှလှနဲ့တသွေးတမွေးရှိလာတဲ့ကောင်းမလေးရဲ့အရေးကိုဒေါ်စိန်ငွေရဲ့ဘီယူကကိုလုံးပေါ်မှန်ထဲမှာခင်ပိုင်တွေ့နေရတယ်ရုပ်တရက်စိတ်ထဲမှာရွှင်လာပြီးလက်ကလေးကိုတော့ညှွတ်ကွေးခြင်းလာတယ်မြမန္တလာရဲ့ခင်မီလှပတဲ့အစင်အပြင်အခမ်းအနားတွေပျော်ရွှင်တက်ကြွဖို့ကောင်းတဲ့တီလုံးတန်တွေကြားထဲမှာဆိုရင်တော့ဘလို့ပဲကာယပျော်စရာကောင်းမှာပါနာမည်ကြီးမှာပါမိတ်ကပ်ကောင်းထိုင်မသိမ်းလှကလေးများနဲ့ဆိုရင်မိရောင်အောက်မှာရှုမကြီးနိုင်တဲ့ကိုယ့်ရုပ်ကိုစိတ်ချပြီးသားကျောင်းစင်ပွဲမှာတုန်းကလေးကခင်ပိုင်တည်ပြီးသားကဲဒီလိုဆိုသွားကြရအောင်လေကိုကျော်လေးနဲ့12နာရီချိန်ထားတာနေတောင်ပူလာပြီပြောဆိုနဲ့ဒေါ်စိန်ငွေကသူ့ရှေကခောက်တီးအနက်ကလေးဆွဲပြီးဆင်းနေခင်ပိုင်အမိကသူ့နောက်ကအိမ်မော်ကမစင်းခင်မှန်းရှိမှထမိန်အနီကိုကြပြပြင်းဝတ်လိုက်ရသေးတယ်ထောင်းကနေပြုတ်သွားတဲ့အင်ကြီးအနီအောက်ဆုံးနှိပ်သီးကိုလည်းပိုက်ရှက်ပြီးပြန်တက်လိုက်ရသေးတယ်အင်ကြီးအနီကတော်တော်ကြက်နေပြီဒါတောင်တီတာတွေအကုန်ဖြုတ်ထားလို့အင်းလေကြာလဲကြာပြီပဲ3နှစ်တောင်ကြော်ပြီပဲဟာခင်ပိုင်ကလည်း14နှစ်ခင်ပိုင်မှမဟုတ်တော့တာ18နှစ်အရွယ်အပြိုကိုလုံးကိုပြတအပိုင်ဆိုင်နေတဲ့ခင်ပိုင်ဖြစ်ခဲ့ပြီးဥစ္စာဒေါ်စိန်မီကသူ့အိမ်တကားကိုတောက်ခတ်ရင်းနဲ့ခင်ပိုင်ကိုတစ်ချက်ကြည့်ပြီးနေကပူရတဲ့အထက်ခင်ပိုင်ကလည်းအနီဝက်လာတယ်ကျွန်တော်ကအနီကြိုက်တယ်ဒေါ်စိန်ရဲ့လို့ညာပြောလိုက်ပြီးမှအမေမျက်နှာကိုခင်ပိုင်မလုံမလဲလှမ်းကြည့်လိုက်မိတယ်မနက်ကဒီကိုလာကန်ဒီပြင်ဆင်နေတော့ကပဲအနီအင်ကြီးကိုမုန်းလာပြီလို့ခင်ပိုင်ညှဉ်းညူခဲ့သေးတယ်ခင်ပိုင်ကိုပြန်ကြည့်တဲ့အမေမျက်နှာမှာလဲနားလည်မှုတွေအပြည့်နဲ့ပါလေရှန်သာအင်ကြီးအစိမ့်ပွင့်ကတင်ပါတိတ်အစိမ့်နဲ့ရှေ့ကနေမင်းကြော်တယောက်လိုကြွချီနေတဲ့ဒေါ်စိန်ငွေရဲ့နောက်ကနေအမေကခကုတ်ကလေးလိုက်ရင်ဒေါ်စိန်တကားနဲ့ပဲတောင်းမယ်မဟုတ်လားဟဲမတ်တောင်းကလည်းဒီရဲ့ချိန်ပူကားဘူးကြက်ကကြက်နဲ့အလက်ကချွေးရီတန်နေထွက်ပြီးရုပ်ပြတ်တယ်မြင်းလဲနဲ့ပဲသွားမယ်သွားလေဒေါ်စိန်တဘောအမေကချွေးကန်အင်ကြီးအိတ်စီလက်နဲ့ပွင့်ရင်ခေါင်းငိမ့်နေအမေအိတ်ထဲမှာဒီနေ့နို့ထမင်းအရင်နဲ့ရှီစုမဲစုအကောင်20အစိတ်တော်ပါဟန်သူရဲ့အလကားမိန်းမကြီးအောင်တော်မူကစီးရမှာများလူကြက်မလေးပါလေးနဲ့အောင်တော်မူကအမှတ်1ကားကိအစအစားဘလို့လောက်ကြက်မှာလဲအောင်တော်မူကနေတာရဲတန်းအထိမြင်းလဲကားကို2ချက်3ချက်များအောက်မိနေသလားမသိဘူးမြင်းလဲအားလားဖြတ်သွားတဲ့မြင်းလဲတစ်စီးကခင်ပိုင်တို့နာပြန်လှည့်လာတယ်ဒေါ်စိန်ငွေကထီးကိုပိတ်လိုက်ရင်တာရဲတန်းကိုသွားမယ်မြမန္တလာအငိမ့်ကိုသိတယ်မဟုတ်လားဘလောက်ပေးရမလဲစေးမပြောသေးပဲမြင်းလန်းသမားမျက်လုံးကခင်ပိုင်စီကိုဝဲခနဲ့ကြလာတယ်ရှင်းထဲမှာဂုံယူသလိုကျဉ်တ်သလိုဖြစ်နေတော့15ချက်တော့ပေးရမယ်ဆိုတဲ့အတန်ကရှင်းထဲကိုအင့်ခနဲ့ပဲကြည့်ပါဦးမက်ရွှေစာကြီးကတော့သွားမယ်လာတက်ကြသူ့ပတ်စံမဟုတ်တိုင်းနှုတ်ထမင်းရောင်းရတဲ့တနေ့အမျက်ထက်များနေတဲ့မြင်းလဲကားကိုပေးရှင်မဲ့အမိကခက်တီတီပဲတက်ထိုင်နေအမေစိတ်ထဲမှာတော့
ဒီနေ့စာချုပ်ဖြစ်ရင်ပေးလိုက်မဲ့ပတ်စံတွေကိုတွေးနေမှာပေါ့တကယ်လို့စာမချုပ်ဖြစ်ခဲ့ရင်အမေမနှက်ပြန်ဘာနဲ့ဈေးရင်းမလဲခင်ပိုက်နာမည်ကမင်းသမီးနာမည်တော့မဟုတ်ဘူးမှတ်တောင်းရဲ့နာမည်တော့ပြောင်းရမှာပဲဒါပေါ့တော်စိန်ပြောင်းရမှာပေါ့နာမည်ကတော့စိတ်ချဟေးကိုကျော်လေးမိမကနာမည်အပီးကောင်းမမြချစ်လေသူလည်းအရင်ကမင်းသမီးပဲကြားဘူးတယ်မဟုတ်လားမာလာတင်လေသူကအခုတော့ဇိမ်မာပဲအေးတိုက်နေကားနေမိမစက်ပိုးကြီးတွေကိုထွားလို့မရကြီးကလည်းတည်သွားတော့သူပူဟန်ကျသွားတာပေါ့ခုသူ့စီပညာလာတင်နေကောင်းမလေးတွေတင်ပေးတဲ့အလုပ်နဲ့ရင်းလေးပါလေးတိုက်တဲ့အလုပ်ပဲလုပ်တော့တာအော်အရှိထဲမှာစကားတွေကများလိုက်တာသူ့အတန်းစီပဲအမေကတော့ပူမတိဘာမတိတော်နဲ့ခင်ပိုင်ကတော့တနစ်နေလို့တခါမရောက်တဲ့နေရာတွေကိုငေးရင်လိုက်လာမိတယ်ဒီနေရာတွေမှမဟုတ်ဘူးကြာပြီလေဈေးချိုမရောက်တာတိုက်တန်းမရောက်တာကုံတိုက်မရောက်တာကုံပြောရရင်မန္တလေးသူဖြစ်ပြီးမြင်းလဲမစီဘူးတာကဘယ်နှစ်ရှိပြီလဲအခုညမန္တလာမှာလက်ရှိခေါင်းဆောင်ကနေတဲ့ကောင်မလေးရှိပါရောလားမတောင်းရဲ့ဟိုရင်ဘသူတဲ့ခက်ဝေလေးအတော်ရဲ့မြင်းလဲသမားကနောက်လှည့်ပြီးဝင်ထောက်တယ်အော်ခက်ဝေကိုမတိတဲ့သူမရှိဘူးနော်တိတ်လဲချစ်ဖို့ကောင်းတယ်လေခင်ပိုင်ကြည့်ဘူးတာပဲမိခလာရဲ့ပြန်ပြီးတော့ကိုမိခလာအတန်နဲ့တတဝေမတိန်တူအောင်ဆိုနိုင်တယ်လို့လေးပါတီမမြရင်ရဲ့ရွှေပြည်စိုးကိုလည်းကြာနာဆိုတတ်တဲ့ခက်ဝေအဲ့ဒီခက်ဝေဆိုမမြချစ်ရဲ့ပညာသင်ကောင်းမလေးတွေကပဲပန်တရာစင်မဟုတ်ဘူးခက်ဝေဆိုတဲ့နာမည်မမြချစ်ပေးတာပဲကောင်းမလေးနာမည်အရင်ကမက်ခင်ဝင်းနဲ့ခုကြတော့တခက်တဲခတ်နေကြရတာပဲအမေဒါပေမဲ့ငါသမီးတော်ကကြတော့နာမည်အရင်နဲ့ကိုကြော်လိုက်တဲ့နာမည်ထားနေဟာဟိုညိမ့်ငါခေါ်ဒီညိမ့်ငါခေါ်ရလိုက်တဲ့လက်ဆောင်ပနာရီဆိုနဲတာမဟုတ်ဘူးကြိုက်ကြတဲ့သူတွေကလည်းတက္ကသိုလ်ကျောင်းသားတို့စစ်ဘိုလ်တို့ဆရာဝန်တို့ဝစ်လုံတို့ရှာပေါ်တွေးမတင်ပြောနေတဲ့ဒေါ်စိန်တွေကိုနောက်တော့ရှင့်သမီးဘသူနဲ့ရတော့လို့မေးချင်လိုက်တာဥကိုရားနေတာပဲဒေါ်စိန်တွေကတော့ဆက်ကြိတ်သွားလိုက်တာညမန္တလာကိုရောက်တဲ့အထိပဲတလန်လုံးသူ့သမီးတရားကိုအော်လိုက်ရတဲ့အမေမှလည်းကြာရင်အမြုပ်ထွက်တော့မယ်မြင်းလဲရက်ချင်းခင်ပိုင်မြန်ဆင်းလိုက်တယ်ညမန္တလာအငိမ့်တဲ့ပင်ဆိုတဲ့ဆိုင်းပေါ်အကြီးကြီးကိုကြည့်ပြီးခင်ပိုင်ရင်တွေခုန်လာတယ်ညမန္တလာကနာမည်ကြီးအငိမ့်ဆိုတာနဲ့လိုက်ဖက်အောင်ကြီးကျယ်ခမ်းနားလွန်းလာပါလားဆိုင်းပေါ်ချိတ်တာတောင်မှသူညာနဲ့မတူပဲတခန့်တနာရှိလိုက်တာညမန္တလာအငိမ့်တဲ့ပင်ဆိုတာရဲ့လူရွှေတော်မင်းသမီးနာမည်ရဲ့ကိုစလုံးကြီးနဲ့ရေးထားတဲ့ဆိုင်းပေါ်ကြီးအပြင်ဘေးမှာကအော်ပရာဇဝင်ခန်းတွေကမင်းသားနဲ့မင်းသမီးရဲ့ပကံအဝတ်စားတွေဝတ်ထားတဲ့ရုပ်ပုံကားချက်ကြီးနှစ်ခုကလည်းတကယ့်ကိုအသက်ဝင်နေတယ်လို့ပဲအဲ့ဒီဆိုင်းပုံနဲ့အရုပ်ကားချက်ကြီးတွေရဲ့အနောက်မှာကလည်းခင်မီလှပတဲ့တိုက်ကြီးနှလုံးနဲ့ဆိုတော့ညမန္တလာဟာပူပြီးခမ်းနားသွားတယ်ပူပြီးကြီးကျယ်သွားတယ်ကဲလာကြအိုးတထေးကတော်တို့ဒေါ်စိန်တွေကသူ့ပိုင်ပါတယ်ဆိုတဲ့ပုံစံနဲ့ဒီဘက်ကတိုက်ထဲကိုအောဝင်လာတယ်ဟိုဘက်တိုက်အောင်မှာတော့စီးတုပ်လားနှုတ်တော်ဖီလားထုတ်နေကြတဲ့မိန်းကလေးတွေကိုမြင်ရတယ်ဒါလည်းဥကျော်လေးတို့ပိုင်နာပဲလားမသိငွေတွေတော့တဲ့ယူရုံပဲနော်အမလီသူများတွေဖြင့်ပူးလို့အိုက်လို့တထေးတွေကဖြင့်စီးစိမ်ရှိလိုက်ကြတာတော့ဒေါ်စိန်တွေကတန်ဆာကြောင့်တိုက်အောက်တက်ကခုန်တန်းလျာပုကလေးပေါ်မှာလဲနေတဲ့လူကြီးကထထိုင်နေအသားမဖြူမညိုခဝဝနဲ့ရုပ်ကတန့်ပြန်နေဘာမှတိတ်မလို့ရပဲအငိမ့်စားနေတဲ့အယုံမျိုးညမန္တလာပိုင်ရှင်ဥကျော်လေးနေမှာပါပဲဟင်းအဲ့ဒီလူကြီးဘေးမှာတည်င်းစာဖတ်နေတဲ့လူကြီးကလူရွှင်တော်ဥကတိုးကြီးပဲဟင်းသူကပါဝါမျက်မှန်နေပါရင်းနဲ့ဆိုတော့ရုပ်တရက်မမှတ်မိဘူးဒါပေမဲ့မျက်မှန်ချွတ်ပြီးဒေါ်စိန်ငွေစီလမ်းကြည့်လိုက်တော့မြင်းလာရင်ကိုရဲစရာကောင်းတဲ့အငိမ့်တွေကလိုပြောင်ဆက်မျက်နှာမျိုးဖြစ်သွားတယ်။အော်မတော်လိုက်ရတဲ့ရောက်ခမကြီးလှလို့ဝလို့တုံးတခဲကြီးပါလားထားကရောကျုပ်ကိုမေးနေသေးလားအမဲတေချင်းစိုးကာလနာလေးခွေးကတူဝက်ကတုံးဒေါ်စိန်ငွေကအနားကပ်သွားပြီးနရွက်ကိုလိန်ဆဲတော့အားနဲ့ကွန်းကြီးလောက်ပြီးဒေါ်စိန်ငွေဘိုက်ပေါ်မျက်နှာအပ်ထားတယ်ပြီးတော့ဗဇက်ကလည်းအမလီကြောက်ပါပြီရောက်ခမကြီးရဲ့နောက်ဆိုပတ်စံတပြားမချန်အပ်ပါမယ်အော်သေးတယ်အမေနဲ့ခင်ပိုင်ရဲမိတယ်အတန်ကရောမျက်နှာကရောရဲစရာကောင်းတဲ့ကိုကတိုအော်ဒါကြောင့်လဲညမန္တလာကလက်မလွတ်နိုင်နဲ့
လူရွှင်တော်ကြီးဖြစ်နေတာနေမှာပေါ့ထိုင်းကြပါဟိတ်ကောင်ကရိုမင်းမမချစ်လန့်ခေါ်လိုက်စမ်းပါအောင်ဟိုဘက်မမသေးတို့ဘက်မှာကိုကရိုနောက်ပြီးဖတ်သွားတော့မှဒေါ်စိန်ငွေကခင်ပိုင်တို့နားလာထိုင်နေကဲအငိမ့်ဆရာကြီးသူပဲဘဲနဲ့လေညမတလာရဲ့သမီးပြိုပြစ်လောက်ပါတယ်နော်ဦးကျော်လေးကအဲ့ထဲကခပောင်းစီကရက်ဘူးကိုထုတ်ရင်းကပြုံးနေသူပြုံးလိုက်ပုံကတမျိုးပဲစီစီပိုင်ပိုင်ရှိလိုက်တာဘလို့ပြောလိုက်မလဲလူတွေကိုစွမိုးနိုင်တဲ့အပြုံးမျိုးကဲပါငါတလောက်အပြုံးနဲ့အိုက်တင်မခံနေစမ်းပါနဲ့ပြောချင်ရှိတာပြောရအောင်ပေးစမ်းပါအောင်တော့ secret တလိမ့်လောက်တောက်ဆိုပြီးဒေါ်စိန်ဝင်းကိုခပောင်းတလိမ့်ပေးပြီးတဲ့အထိဦးကျော်လေးကစကားမပြောသေးဘူး secret ကိုသာဖွာတော့တော်တော်ကြီးကြာမှညီကျောင်းစင်းတာက82လား83လားရှင်အော်ဘယ်နှခုနှစ်ကစင်းတာလဲလို့ဟင်းခုနှစ်တော့မသိဘူးကျွန်တော်စင်းတာကတော့မနှစ်ကပဲဦးကျော်လေးကခေါင်းငိတ်ပြီး82ပေါ့လို့ပြောတယ်ပြီးတော့မှ secret လိတ်ကိုထုတ်ညှိပြန်တယ်ဒီနေ့ရှေ့ထွက်ကညီးဆိုရင်တော့တို့စီမှာပန်ထရာစင်း2ယောက်ပေါ့ထိတ်ခေါင်တင်လေအလဲထွက်သူကပညာတော့သိကောင်းတယ်ဒါပေမဲ့ရုံမရှိဘူးစမ်းမရှိဘူးမိခက်တို့နဲ့တော့စံရော်ရုပ်ရောတခြားစီပဲမိခက်ကပန်ထရာစင်းမဟုတ်ဘူးကဲဘဲပန်ထရာစင်းကဈေးစင်နေပြန်တာတော့အတန်ပြကြဲကိုရုတ်တရက်ကြားလိုက်ရပြီးပြုံးစုံအိမ်နောက်ဖေးကမိမဝဝကြီးထွက်လာတယ်ဒေါ်မြချစ်ကမာလာတင်ရှိမှာပေါ့ဦးကျော်လေးအမတ်တမဲချထားတဲ့ခပောင်းပူတွေက secret တွေကိုတလိပ်ပြီးတလိပ်ထုတ်တောက်ပြီးပွဲတော်တွေ့နေတဲ့ဒေါ်စိန်တွေကကြပြကြရနဲ့အမလီတထေးကြော်ရဲ့ဈေးစစ်နေတာမဟုတ်ပါဘူးရှေ့ထွက်အတွက်စကားပြောနေရပါမောင်တော့လည်းမေးကြည့်ပါဦးဦးကျော်လေးကခင်ပိုင်ပန်မေးထိုးပြီးသူ့မိန်းမကိုဘဲနဲ့လေရှေ့ထွက်အတွက်စားဆုပ်လိုက်တော့မလို့ဒေါ်မြချစ်ခေါ်မာလာတင်ကခင်ပိုင်ကိုတခါကြည့်ပြန်နေဖះမြမန္တလာရဲ့ရှေ့ထွက်မင်းသမီးရွေးပွဲဟာဒီလောက်ပဲကြည်ကြရသလားသူတို့အထာကြီးတွေကြောင့်အလားတုံးကရှေ့ထွက်လောက်ရမှာအင်ဂျင်နီယာစိတ်ကလေးတွေလည်းပျောက်ကုန်ပြီမလိုချင်ဘူးလို့များပြောတော့မှလားလုတ်ပြရစီရှင်လို့ပဲတောင်းပန်ရတော့မလားဆိုတဲ့အတွေ့တွေတောင်ဝင်လာကြပြီအမေကဆိုဒေါ်မြချစ်ရဲ့ရင်ဘတ်ပေါ်ကပတ်ကြိုးကြီးကိုတလဲဒေါ်မြချစ်မျက်နှာကိုတလဲကြည့်ပြီးမျက်နှာကလေးကဇီးရွက်လောက်ရဲ့ငယ်ကုန်ရှိတာပဲမစိုးပါဘူးချုပ်လိုက်လေအငယ်နှစ်ယောက်ချားမှာထိတ်ခေါင်လို့တော့လှိမ့်နေမှမြင်သေးဒေါ်မြချစ်အမိန့်ချတဲ့ကြားရတော့မှခင်ပိုင်တို့သားမိမျက်နှာပြုံးနိုင်တော့တယ်ဒေါ်မြချစ်ပြောတဲ့ထိတ်ခေါင်လိမ့်နာမလိမ့်နာတွေခင်ပိုင်မသိဘူးကဲဒီလိုဆိုစားချုပ်မယ်နှစ်ကြီးသုံးလဲပေးလိုက်မယ်ဟုတ်လားအငိမ့်တိုက်မှာကတော့ထုံးစံအတိုင်းဝါဆိုပေါ့ရခဲ့တဲ့အခွင့်အတူကြီးကိုရလိုက်ပြီဟဲ့ဆိုတဲ့အသည့်နဲ့ခင်ပိုင်တို့သားမိမှာဦးကျော်လေးပြောတာမှန်သမျှတဟုတ်နဲ့ကောင်းညှိကြတယ်နှစ်ကြီးသုံး3000ပေးလိုက်မယ်ဒါမြမန္တလာမို့နော်တခြားအငိမ့်တွေဆိုရှေ့အတွက်ကိုဟုတ်တယ်ဒါမြမန္တလာမို့ဒေါ်စိန်ငွေကရွှွှဝေအားဝင်းထောက်သေးတယ်ခင်ပိုင်တို့ကဘာပြောမှလိုက်လို့ဘာမှမသိတာကြီးကိုအမေကတော့မပြောနဲ့3000ဆိုတဲ့အတန်ကြားကလေးကမျက်နှာကြီးကဝင်းပြီးခင်ပိုင်ကိုလည်းတဲဟုတ်တယ်ငါသမီးပါလားဆိုတဲ့အကြည့်နဲ့ခင်ပိုင်ကလည်းမတိမတာခေါင်းကိုမော့ရင်အမေလျှောက်ခိုင်းခဲ့တဲ့လမ်းကိုကျေနပ်စာပြုတ်လာတယ်အဲ့ဒီ3000ကိုတစောင်းမုံကစဖြတ်မယ်နော်တစောင်းမုံဆိုပွဲကြီးကတိတ်ဆိတ်နေပြီဈေးချိုကထိန်နှိပ်ပွဲတွေရောဆိုတလထဲမှာကိုပွဲကြီးက35-40အတားလေးပဲမနစ်ကဆိုမြမန္တလာကစံချိန်ပဲ45ကြီးဦးကျော်လေးအတန်ကဂုံယူဝင့်ကြွားတဲ့လေအပြည့်နဲ့ secret ပြာကိုလက်ကလေးနဲ့တောက်ခါပြောတိုင်းလက်တကျဲကရွှေလက်စွပ်ကြီးကလည်းဝင်းခနဲပဲခင်ပိုင်တို့သားမိမှာတော့လင်မယားနှစ်ယောက်ကိုတလဲစီကြည့်ပြီးကောက်တညိမ့်ပါဇက်ကလေးတွေအပွင့်သားနဲ့ဦးကျော်လေးကထသွားပြီးအခန်းထဲမှာစားချုပ်သွားရည်တယ်ခဏနေတော့မှစားချုပ်နဲ့ငွေတစ်ထပ်ကိုကင်ပြီးထွက်လာတယ်ယော့စားချုပ်မှာလက်မှတ်ထိုးဟော်ရီနေရဒီနေရာမှာထိုးအေးမက်ခင်ပိုင်ဟုတ်ပြီနေအောင်ညနာမည်တော့ပြောင်းရမယ်နော်ခင်ပိုင်ဆိုတာကတော့မင်းသမီးနာမည်မဟုတ်ဘူးတခုပေါ့ငါစဉ်းစားအောင်မယ်ဟုတ်ကဲ့နောက်ပြီးတော့ဒီမှာရေးထားတယ်နော်ဖတ်အောင်ရှေ့ထွက်နေရနှစ်ကြီး3000ညီအစုက3မှတ်စုဟုတ်ပြီလားဟုတ်လို့သာလိုက်ရတယ်အဲ့ဒီအစုဆိုတာတကယ်တော့ခင်ပိုင်ဘာမှမသိဘူးဟော်ရီစာချုပ်ထဲကဟာတွေကလည်းဘာတွေလဲ
စာရီလည်းအများကြီးကျောင်းနဲ့ဝေးကလေးကစာရှိရှိဆိုဖတ်ကျင်စိတ်ကတိတ်ရှိရတာမဟုတ်ဘူးပါတယ်နှစ်ဦးသဘောတူစာချုပ်တဲ့မန္တလေးမြို့တာရဲတန်းညမန္တလာအငိမ့်ပိုင်ရှင်ဦးကျော်လေးနှင့်မန္တလေးမြို့ရင်ပြန်ရက်နေမက်ခင်ပိုင်တို့သည်အောက်ပါအချက်များကိုသဘောတူညီကြလျက်နှစ်ဦးသဘောတူစာချုပ်ချုပ်ဆိုကြပါသည်၁ညမန္တလာအငိမ့်တွင်မက်ခင်ပိုင်အားရှေ့ထွက်မင်းသမီးအဖြစ်အငိမ့်ပိုင်ရှင်ဦးကျော်လေးကငှားရမ်းပါသည်၂မက်ခင်ပိုင်သည်1344ခုဝါဆိုလဆန်1ရက်မှ1345ခုဝါဆိုလဆန်1ရက်အထိညမန္တလာအငိမ့်တွင်ကကြရမည်ဖြစ်ပါသည်၃မက်ခင်ပိုင်၏အစုမှာ3မှတ်စုအဖြစ်သဘောတူပါသည်၄နှစ်ကြီး3အဖြစ်3000ကျပ်တိတိကိုဦးကျော်လေးကမက်ခင်ပိုင်အားစာချုပ်ချုပ်ဆိုသည့်နေ့တွင်ပေးပါမည်၅ရန်ဖန်ရန်ခါကရမည်ဖြစ်သောအကူပွဲများတွင်အစုအဖြစ်ငွေပေးခြင်းမှုမရှိခြင်းကိုမက်ခင်ပိုင်ကသဘောတူပါသည်၆အငိမ့်မကမီအငိမ့်တိုက်ရိုက်များကိုပြက်ကွက်ခြင်းမရှိဘဲပုံမှန်လာရောက်ပါမည်9အငိမ့်မှချမှတ်ထားသောစည်းကမ်းများကိုရိုသေစွာလိုက်နာပါမည်10နှစ်ကြီးသောငွေများကိုတစောင်းမုံလာမှစ၍တင့်တင်စွာခုနှိမ်ခြင်းကိုသဘောတူပါသည်9စာချုပ်သက်တမ်းမပြည့်မီအတွင်အငိမ့်မှတစောင်းအကြောင်းတစုံတရာကြောင့်ထွက်သွားပါကနှစ်ကြီးသောငွေများကိုအကျေအလဲပေးဆက်ရပါမည်10စာချုပ်သက်တမ်းမပြည့်မီအတွင်အငိမ့်မှထွက်သွားပါကဘုံကြီးစရိတ်ကိုတဦးတည်းပေးရောပါမည်17စာချုပ်သက်တမ်းမပြည့်မီအတွင်အငိမ့်မှထွက်ခွာသွား၍ပွဲလက်ခံများပြက်ကွက်လျင်ပွဲရှင်မကျေနပ်သမျှငွေကိုမင်းသမီးတဦးတည်းကပေးရောပါမည်12စာချုပ်သက်တမ်းမပြည့်မီအတွင်အငိမ့်မှထွက်ခွာသွားပါကအငိမ့်ပိုင်ရှင်၏နှစ်နာကြီးအဖြစ်ကြော်ညာကမှစ၍ပေးရောရပါမည်13အလုတ်ချိန်မှာအလုတ်ကိုထိခိုက်နစ်နာစေသောအပြုအမူများပြုမှုမိပါကအငိမ့်သက်သာချောင်းချီရေးအဖွဲ့မှပေးသမျှသောအပြစ်ဒဏ်ကိုနာခံပါမည်14အငိမ့်စရာဘက်မှမင်းသမီးငှားရမ်းမှုအတွက်ပြက်ကွက်ခဲ့ပါကပေးခဲ့သမျှနှစ်ကြီးသုံးငွေကိုအဆုံးခံပါမည်အမလီညားလိုက်တဲ့စာရီတချို့စလုံးပေါင်းတွေခင်ပိုင်မဖတ်တတ်ဘူးဒီထဲကနှစ်ကြီးသုံးဆိုတာတစ်ခုကတော့ကြိုတင်ငွေပေးတဲ့သဘောပဲနားလည်လို့ရတယ်ပွဲစီညားတဲ့လာကြအဲ့ဒီအတုံးကိုပြန်ချီပေါ့ဒါပဲတည်တယ်စားချုပ်ထဲကတခြားဟာတွေကဘာတွေမှမသိပါလက်မှတ်ထိုးဆိုထိုးလိုက်တာပဲမသိတာကိုမသိဘူးလို့ပြောရင်လဲကိုအားရကြအောင်မယ်အိုးနောက်မှကားတဲ့သူအချင်းချင်းမေးကြည့်မယ်ဒီလောကလည်းရောက်ပြီပဲတနေ့တော့နားလည်လာမှာပေါ့အဲ့ဒီတော့ဟောဒီမှာပတ်စံ3000ဆိုတော့ညီးမှာထိုင်မသိအင်ကြီးထမင်းရှိလားမရှိဘူးခုမှစကားမဲ့သူဆိုတော့ထိုင်မသိတစ်စုံချုပ်ရမယ်လှမကောင်းမှနော်ဒါမယိုးမချင်းဝစ်လို့ရတဲ့ဟာပတ်စံမှနှမျောနဲ့ဘယ်မှာချုပ်မလဲဦးကျော်လေးမိတော့ခင်ပိုင်အသွားတယ်ထိုင်မသိဆိုလို့ကျောင်းစင်းပွဲမှာတခါဝစ်ဖူးတာပဲရှိတာဒေါ်မြချစ်ကသူ့ယောက်ျားကိုစိတ်မရှိသလိုကြည့်တယ်အကူကြီးရလဲနော်သူ့ဘာသာသူချုပ်ခိုင်းလို့ဘလို့လုံဖြစ်မှာလဲအစင်ရောအစင်တဲ့သူပဲသိပါမလဲရှောက်လုံလာလို့ညမန္တလာတိတ်ခံကြအောင်မယ်ဒီကပဲလှုပ်ပေးမှဖြစ်မှာပေါ့1000တန်လောက်သာချုပ်လိုက်ဒါဆိုတော်ပါပြီရှေ့ထွက်ပဲခေါင်းဆောင်1500တန်တော့အသာလေးချုပ်ရတာဟုတ်ဆိုပြီးခင်ပိုင်ခေါင်းညှိရပြန်တယ်ဦးကျော်လေးကပတ်စံတွေကိုရေးနေရင်းကအဲ့လိုဆိုတော့1000နှုတ်ထားလိုက်မယ်နော်2000ကျန်မယ်နေအောင်တချင်းညီကိုပိုင်ချင်းတစ်ပုတ်ဆက်ရမယ်ထွက်ချင်းဆိုဖို့နေရီဝါလက်အသိမ်းမှာဆိုမဲ့အတွက်ရောတခွင်စာအပီလောက်ရမယ်ဒါလည်းငါဟာငါလုံးမှာပါညီးပါဒါတချင်းရေးစရာရှာလို့ပောက်တက်ကြရတွေဖြစ်လာပါအောင်မယ်အဲ့ဒါအတွက်အားလုံးအပီးစီဆိုရင်ကဲပါ200ပဲထားပါဟိုကောင်ဖိုးစော်ပဲကြာအောင်ပါပဲဒေါ်စိန်ငွေကဝင်ပြီးစောလားသူ့တချင်းဆိုနာမည်တိတ်ကြီးတာကြီးပဲလို့အားရပါရထောက်ခံရင်ခင်ပိုင်တို့ပဲလှည့်ပြောလိုက်သေးတယ်စောကအငိမ့်ဆရာရဲ့တားကြီးလေခင်ပိုင်တို့သားမီးမြောက်ကတော့ဘဲပေါ့အဲ့ဒီတော့ထိုင်မသိအတွက်1000တချင်းအတွက်က200 1200နှုတ်ထားလိုက်မယ်1800ညီးကိုပေးရနေအောင်လေကိုကြီးရဲ့1800မပေးနဲ့အောင်ဟိုရင်တစ်တာညီးမှာတစ်တာကြီးရှိရဲ့လားမရှိဘူးဆိုတို့အငိမ့်နေဇက်တွေမှာတုံးတဲ့တန်တစ်တာမျိုးတစ်ခါတည်းမှာခဲ့တစ်တာမှာမိတ်ကပ်ဘူးတွေပေါင်နာဘူးတွေသူ့နေရာနဲ့သူထည့်ရတဲ့အကန့်လေးတွေနဲ့လေမိတ်ကပ်ယူတွေဘာတွေလဲမဖိတ်ဘူးပေါ့စလုံးတို့ဘာတို့လဲထည့်ရတယ်
တို့ဒီကအငိမ့်အတွက်မှားနေကြဆိုတော့ဈေးချိုမယ်900လောက်တော့ကြတယ်ကြီးတာတော့အကြီးကြီးညီလည်းမြင်မှုမှာပေါ့အဖက်တင်တာပေါ့နောက်ပြီးစတုံးနဲ့စမိတ်အတွက်လည်း150လောက်ထားခဲ့ငါမှားနေကြစပင်ပင်ဆိုင်နေမှာညီမျက်နှာနဲ့လိုက်တာငါ့ဘာသာပဲမှားပေးမယ်အကြောင်းမသိရင်မင်းသမီးဆိုပြီးတွေ့ရဆိုင်တွေကနှုတ်လောအောင်မယ်ဦးကျော်လေးပတ်စံလေးထက်ရေးပြန်တယ်1200တစ်တာက900စတုံးစမိတ်က150 1850ဖះကြီးအဲ့လိုဆိုဘလောက်ကျန်တော့မှာတော့အငိမ့်ရှိတဲ့တယောက်ရဲ့အရင်နီးတွေကလည်းညှလိုက်တာပါလားကဲရော့1150လမ်းယူနေတဲ့အမေမျက်နှာကိုကြည့်ပြီးခင်ပိုင်တနာမိတယ်အမေဝဲချင်းရှာတဲ့မိထုံနွားမနဲ့တော့ဝေးပြီပေါ့ဒါပေမဲ့ဘာပဲပြောငွေ1000ကျော်ဆိုတာကလည်းအမေအတွက်အများကြီးပါအ ਨੇ ဆုံးမမြကြီးတို့ရဲ့နေပြန်တို့တန်တရားတွေကထွက်လို့ရပြီပေါ့ဈေးရင်အတွက်စိတ်အေးရပြီပေါ့ကဲဒီလိုဆိုကျုပ်တို့ပြန်မယ်နော်ပြီးပြီမဟုတ်လားဒေါ်စိန်တွေကနောက်ဆုံးအနေနဲ့ဘူးတွေကခပောင်းတလိပ်ကိုဆယ်ရင်ပြန်ဖို့ပြင်နေပြီးပြီလေပြန်ကြအငိမ့်တိုက်ပြီဆိုတော့မှအကြောင်းကြားလိုက်မယ်ဆက်သွယ်ဖို့ကအမလီအငိမ့်ဆရာရဲ့ကျုပ်စီရောက်ပါတယ်ဟိုကောင်ဂရိုးနဲ့သာမှားလိုက်ဂရိုးနဲ့ကျုပ်နဲ့ကတိတ်လန်းတာမှမဟုတ်ပဲဟာဟုတ်သားပဲလို့ဦးကျော်လေးကောင်းငိမ့်တော့မှကဲတမက်အတင်ပြောလို့ဝါပြီလားဆိုတဲ့အတန်နဲ့အတူကိုကရိုးနောက်ဖေးကထွက်လာတယ်ဒေါ်စိန်ငွေရဲ့ကလော်တုတ်တန်နေကြထဲမှာကိုကရိုးကတဟဟရဲ့ရင်ပြန်ရတော့မှလားဘာနဲ့ပြန်มาလဲမြင်းလဲဆိုကတ်လိုက်မလို့အမေကလာပါလိုက်ခဲ့ပါလို့ပြတလဲဝင်ခေါ်တယ်အရက်ချင်းနီးတယ်ဆိုတာနဲ့အမေအားကိုတော့မယ်လေနောက်ပြီးကိုကရိုးကအမေအသေးဆွဲလူရွှင်တော့ဒေါ်စိန်ငွေကတော့အာရပါရမျက်စောင်းထိုးတယ်အချောင်များနှိုက်ရမယ်ဆိုလို့ကတော့သူ့အပြင်မရှိဘူးကဲသွားပြီနော်တထေးကြော်တို့ဟဲ့ပွဲခါတွေဘာတွေများဒုက္ခရှာပြီးပေးမနေနဲ့နော်သိလားဒေါ်စိန်ငွေကထွက်ခတ်လိုက်သေးတယ်ဦးကျော်လေးတို့လင်မယားနှစ်ယောက်ကတော့အရေသာမပြတ်တာကျူတပြားမှမထုတ်လိုက်ဘူးမိမလဲပွဲစားမကြီးသူကနှစ်ဖက်လိုချင်သေးတာကဲဆရာလက်တော့မယ်ဟဲ့တကယ်ပါလေးရဲ့မိမစေးထိုးနေရတာ9ရက်ရှိနေပြီမတက်တာလို့ပါခင်ပိုင်တို့နောက်မှာကိုကရိုးကဆက်ရရောလေးရောအစုံခေါ်ပြီးပတ်စံတောင်းနေပုံရတယ်နောက်ခဏနေမှပြေးထွက်လာတယ်မြင်းလဲပေါ်မှာကြကိုကရိုးအိတ်ထောင်တွေကမကြီးမညာထွက်နေတဲ့ပတ်စံတွေကိုဒေါ်စိန်ငွေကစောင့်ကြည့်ပြီးဟဲ့ပတ်စံရခဲ့လားရမှာပါဒီခေတ်ကလူပြက်တွေမူကောင်းနေခေတ်ကိုကရိုးကအသာနေစမ်းပါဗျာလို့ပြန်ပြောရင်အမေကိုလှမ်းမင်းငေါ့ပြီးခလေးမလေးအတွက်စိတ်မချဖြစ်မနေနဲ့အတော်နော်ကျွန်တော်တို့ရှိတယ်လို့ကိုကရိုးကလည်းစလိုက်ရောအမေမှပြားလို့အေးကွယ်အဲ့ဒါပဲပြောမလို့မင်းကိုအပ်ပါတယ်ကွယ်ကိုနှမလေးလို့တူမလေးလို့စောင့်ရှောက်ပါလို့အတော်တို့ကအငိမ့်နေပွဲတွေနဲ့အစိမ်အရိုင်းဘာမျိုးရိုးမှရှိတာမဟုတ်ဘူးဘာမှနားမလဲဘူးခုနကတော့ငါအငိမ့်ဆရာပြောတယ်အဆုလို့ဘာလို့ဆိုဘာမှမသိဘူးဟင်ခင်ပါညီရောတိလားအိုးအမေကလည်းနောက်တည်သွားမှာပေါ့ကိုကရိုးကရဲတယ်ဟုတ်တယ်နောက်မှတဖြည်းဖြည်းသိရတာဟာနေအောင်အတော်ရဲ့အဆုနဲ့ပြီးတယ်ဆိုတာကတော့ကျွန်တော်တို့ခုအငိမ့်မှာရင်းကောင်မလေးတွေရဲ့ထန်းစင်ကောင်လေးတွေရဲ့ဟိုဂီတာတို့အော်ဂင်တို့လေးမောက်တာတွေကပုတ်ပြတ်ပြီးတယ်တည30ဖြင့်30 20ဖြင့်20အစားပေါ့ကျန်တဲ့လူရွှင်တော်4ယောက်မင်းသမီး3ယောက်အတီးသမား6ယောက်ရဲ့ကအဆုသမားတွေအဆုနဲ့ရတယ်တကြက်စု9မှတ်စု3မှတ်စုစသဖြင့်ပေါ့ဗျာအဆုခွဲပုံခွဲနည်းကတော့စာရွက်နဲ့ချတွက်မှာဗျပါဇက်ကပြောလို့မရဘူးဒီလိုပါပဲတိတ်မခတ်ပါဘူးနောက်တော့တည်သွားမှာပါအတော်ဖြင့်နားမလဲပေါင်းကွယ်ဟုတ်ပါအမေလိုပဲခင်ပိုင်လဲတိတ်နားမရှင်းပါဘူးရှုပ်ပါတယ်ကိုကအတွက်အချက်ကဖြင်းနေတော့အင်းလေပေးတာယူလိုက်ရုံပေါ့မဟုတ်တာလုပ်လိမ့်မယ်မထင်ပါဘူးကိုကရိုးတို့ကြည်ရတာလဲဒီလိုပဲနေမှာပါတိတ်ပြီးရေရတိဟန်မတူပါဘူးဒေါ်စိန်ငွေကလည်းမင်းသမီးအမေမင်းသမီးပွဲစားရင့်မကြီးတာလောက်တယ်ဒီကိစ္စကိုတော့တိတ်တိဟန်မတူဘူးနောက်တော့တိမှာပေါ့အေးဆိုပြီးရောချတယ်ဒေါ်စိန်ငွေတို့အိမ်ရှိရောက်တော့ကိုကရိုးကကဲသွားမယ်နော်တီးလုံးတိုက်တော့လာပြောမယ်စိတ်ချတော့ပတ်စံရှင်းတာအတုံးချီတာအကုန်လုံးကျွန်တော်လုပ်ပေးမယ်အော်ဟေ့မြင်းလဲဘလောက်တော့
ဆိုပြီးအိတ်ထောင်ထဲကိုလက်နိုင်တယ်။အိုးနင်းနေမပင်းနဲ့မဟုတ်တာအတော်ပေးပါမယ်။အမေကအတင်းဝင်ပေးတယ်။ဒေါ်စိန်ငွေကတော့ဟဲရပါတယ်အတော်ရဲ့သွားမယ်ဆိုပြီးထွက်သွားတဲ့ကိုကရိုးကိုဒါမျိုးကတော့တက်တယ်တဲ့။ပြီးမှခင်ပိုင်တို့ကိုကဲလာအမောပန်းဖြေကြအောင်ပြီးပြီ။ဘာမှစိတ်ပူမနေကြနဲ့တော့ရှေ့လျှောက်နာမည်ကျော်မင်းသမီးဖြစ်ဖို့ပဲရှိတော့တယ်။အမေကဟုတ်ပါတယ်ဒေါ်စိန်ရဲ့ဓာရှိရော်တာပေါ့ပြောရင်ကဘော်လီအိတ်ထောင်ထဲကပတ်စံတွေကိုထုတ်နေတယ်ကျေးဇူးလဲတင်ပါတယ်ဒေါ်စိန်ရဲ့ဒေါ်စိန်ကိုကျမတို့ဘယ်လောက်ပေးရမလဲအော်မှတ်တောင်းရဲ့တယောက်နဲ့တယောက်ကိုပြောနေရမယ်လူတွေလား300ပဲပေးဟင်300ခင်ပိုင်လွတ်ကနေထွက်သွားမိတယ်အမေဒီတခါတော့ဒေါ်စိန်ငွေအပြောကိုအော်မလိုက်နိုင်တော့ဘူးဒေါ်စိန်ငွေကတော့ခက်အေးပဲမဟင်နဲ့မဲခင်ပိုင်လေးရေဒါထုံးစံ1000ကို100ပဲညီတို့ကိုဒေါ်စိန်ကပိုးကြူရမှာလားခင်ပိုင်နဲ့အမေတယောက်မျက်နှာတယောက်ကြည့်ကြတော့ရုတ်တရက်ဒေါ်စိန်ငွေကခင်ပိုင်လက်ကိုဆွဲပြီးလာခင်ပိုင်တရေယူစရာတွေပြရအောင်မယ်ခုမှတတိရတယ်အခန်းထဲကိုဆဲခေါ်သွားတယ်ဒီမိမကြီးဘာတွေလုပ်အောင်မှာပါလဲကတင်အောက်ကတစ်တာအကြီးကြီးတစ်လုံးကိုဒေါ်စိန်ငွေကဆွဲထုတ်ပြီးဖွင့်လိုက်တယ်ကြည့်ပါအောင်ခင်ပိုင်ရဲ့ညီအမလေးမထဆွန့်သွားတဲ့ဟာတွေတတိကြော်ဖြစ်တော့ဒါတွေမိပြီပေါ့အေးဟင်းအင်ကြီးအဝဲစားတွေတစ်တာတစ်ခုလုံးတလက်လက်နဲ့အကုန်လုံးရွှေတဆုပ်တွေနဲ့ချုပ်ထားတာအော်သူ့သမီးထတို့ခစ်ကရွှေတဆုပ်ခစ်ကိုဒေါ်စိန်ငွေကအပေါ်ဆုံးကအင်ကြီးလေးတစ်ထည်ကိုတယူတရာကောက်ကင်နေဘလောက်လှလဲအဖိုးတန်တွေချုပ်လိုက်ရတာပတ်စံမနေဘူးမှန်ကတ်ကြည့်ရအောင်အမေထနဲ့ညီကိုလုံးကမကွာလာပါလားအတော်ပဲညီလိုချင်ရင်ယူတာသွားဒေါ်စိန်လျှော့ပေးမယ်ညီချုပ်ခါဖို့တော့ကောင်းကောင်းတစေရမယ်ဟုတ်ပြီလားဟောတော့အပီတက်တော့သူ့သမီးခေတ်ကမစွန်တော့တဲ့အဝတ်အစားတွေကိုခင်ပိုင်စီထိုးချနေပါရောလားဒုက္ခပါပဲဒီခေတ်ကရွှေတဆုပ်ခင်မဟုတ်တော့ဘူးတက်ထရန်ရှန်တို့အီရှန်တို့အပေါ်မှာရွှေကြီးငွေကြီးဒီဇိုင်းဆန်ထိုးရခဲ့ဒါတွေသွားဝစ်လို့ကတော့ဟာခံလိုက်ရမယ်အမျိုးအိုးမတက်နိုင်ဘူးလေဝယ်တော့ဝယ်စင်တာပေါ့ဒေါ်စိန်ရဲ့ဒါပေမဲ့ဒေါ်စိန်အမြင်ပဲပတ်စံငါဘလောက်မှအမလီပတ်စံရပါတယ်ငါတူမရဲ့ခုတဝက်ပေးခဲ့နောက်မှပေးပေါ့ဒါများဟင်းနေပါစီတော့ဒေါ်စိန်ပတ်စံရှိတော့မှကျွန်တော်လာယူမယ်နော်ပြောဆဆိုနဲ့ခင်ပိုင်အခန်းအပြင်ဘက်ထွက်တော့မှဒေါ်စိန်ငွေကတစ်တာကိုစောင့်ပိတ်ပြီးတဘောရစီချင်လို့ပြောတာကျေးဇူးကြည်ပါတယ်ဒေါ်စိန်ငွေရဲ့ဒီလောက်နဲ့တော့တော်ပါရစီတော့နောက်ဆုံးသူ့ပွဲကအတွက်တောင်းပန်နဲ့ငွေ100ပဲပေးတဲ့အချိန်မှာတော့ဒေါ်စိန်ငွေရဲ့ဇာတိရုပ်ကလုံးပေါ်သွားပြီမရဘူးကြားသားမို့ကျို့အေးငါထုံးစံအတိုင်းယူတာတပြားမှပို့တောင်းတာမဟုတ်ဘူးငါးပြားစီအရောက်မခံနိုင်ဘူးအေး300ပဲမပြည့်ရင်ညီတို့အိမ်ထဲကမထွက်နဲ့ဒါပဲဖះခုနကဒေါ်စိန်ငွေနဲ့အခုဒေါ်စိန်ငွေကြွားချသွားလိုက်တာသူ့ကျေးဇူးကြောင့်ဆိုပေမဲ့ဒီလောက်ခဏလေးနဲ့ဒီလောက်လေးလိုက်ပေးတာနဲ့ပြောပေးတာနဲ့ငွေ300ဆိုတော့လွန်တာပေါ့နော်လာကတလစာလောက်ကြီးအမေကနောက်ထပ်ငွေ90ချပေးရင်တွတ်တောင်းပန်နေတယ်ခင်ပိုင်ရှင်ထဲမှာတော့ညှို့ထားရတဲ့ဒေါသရဲ့မခံချင်တာရဲ့စိတ်ပြတ်တာရဲ့လေထဲမှာဖြက်လွင့်နေတဲ့ထရံမော်ကပြက်ကလေးအဖုံးမှာအကာကြီးကအပြုံးကြီးပြုံးနေတဲ့မင်းသမီးတပ်ပုံကခင်ပိုင်ကိုလှောင်နေတယ်။အော်အငိမ့်လောကရဲ့တွေးစာဦးလက်ကလေးတွေကိုမြှောက်ကြည့်ဖို့အင်အားတွေတောင်ခင်ပိုင်မှာမရှိတော့တယ်လို့ပါပဲ။ကဲမင်းသမီးရေတချင်းလေးကြောင်းကြည့်ရအောင်နော်။အဖွင့်မှာဘေရိုးဘေခံမယ်။ဒုံးစရာသိတယ်နော်။စမယ်ဘေရိုးဘေကြည့်။မြမန္တလာနန်းကရွှင်လန်းသမျှနှစ်ခါနော်။ကျမတင်ညာတဲ့ဘတ်တက်ကြီးတက်အစစ်ရတယ်နော်ဟုတ်ပြီခဏနေအောင်ဆိုတဲ့နေရာမှာကျမတင်ညာတဲ့တဲမာရစ်ပြီးဆွဲနိုင်တဲ့ညာဆွဲနော်ခင်သက်ပိုင်ဟုတ်ကဲ့လာရင်ကခင်ပိုင်မျက်နှာမထားတအောင်ဖြစ်ရတယ်ခင်သက်ပိုင်ဆိုတဲ့အငိမ့်နာမည်ကိုပထမဆုံးစခေါ်တဲ့သူအငိမ့်ဆရာရဲ့တာကြီးကိုစောတငိမ့်လုံးကခေါ်တော့ကိုစောခင်ပိုင်ကိုတချင်းရေးပေးတဲ့ဆရာစောကတော့ခင်ပိုင်ရှက်မျက်နှာကိုတတိထားမိဟန်မတူပဲသူ့အလုပ်သူဆက်လုပ်တယ်။ကြေးတက်ပြီးရင်ဝါလက်လာမယ်။တပင်တယ်လားចောင်းသူလား
တွေးတော်ရင်ငေးမောမိသည်တပင်သေးဆိုရင်ကောမောက်တဘောကိုစောကြောစေခြင်းចောင်းသူဆိုမှချစ်မှလားရှင်အဲ့ဒါပြီးရင်ပတက်ကြီးတို့ခံမယ်ပြီးမှဝါပြေးလာမယ်ပျော်ပျော်ပင်ရွှင်ရွှင်ပင်ကျမဘဝရွက်လာပန်းအတွင်းဒါပဲကဲဒိုးစရာလေးဗေဒာရွှေလေးရပြီနော်ခင်သက်ပိုင်လဲတစ်ခေါက်လောက်ဆိုကြည့်လိုက်အောင်မရတာကိုမေးမရတာကိုမေးတဲ့ကိုစော့အတန်ကနွေ့နွေ့ထွေထွေရှိလိုက်တာပြီးတော့ကိုစော့တချင်းကိုခင်ပိုင်ကြိုက်တယ်တချင်းဆိုကြည့်ရင်ပျော်လာပြီးလိုက်ကမိတယ်ကိုစောကခင်ပိုင်ဆိုကြည့်တာကိုဂရုစိုက်နားထောင်နေရင်အင်းဟုတ်ပြီအတန်ကိုတိတ်ညစ်ထုတ်မဆိုနဲ့လေအဆိုတက်ဖို့တချင်းစာသားပြီးသားဖို့ကအရေးကြီးတာထင်သလောက်မကောင်းတဲ့ကို့အတန်အတွက်ခင်ပိုင်အားမလိုအားမရဖြစ်ရတယ်။ကျောင်းတုံးကလေးကခင်ပိုင်အတန်ကိုအဆိုဆရာမကပြောတာအတန်ကအတက်တက်နဲ့ဆိုတာကလည်းရင်ထဲကမလာဘူးတဲ့လေ။နောက်ပြီးတော့ခင်သက်ပိုင်ကပြီလို့တချင်းနောက်ထပ်မကြောက်ခင်မှာစကားပြောရမယ်နော်။လူရှင်တော်တွေကိုအကူတို့ကြီးကျမဆွမ်းနာကဆိုသွားတဲ့တချင်းလေးနာမည်ကရွက်လာပန်တပင်တဲ့ကျမကအခုမှပန်ဒရာစင်းကစားအသက်ကလေးကငယ်သေးတော့ကျမချစ်သူကကျမကိုចောင်းသူလေးပဲလားတပင်တဲမှဟုတ်ရဲ့လားလို့ထင်မှစိုးမိတယ်တပင်တဲဆိုခဲ့ရင်လဲကျမကိုချစ်မဲ့သူ့သဘောကိုစောကြောစေခြင်းသေးတယ်ရှင်ကျမကအငိမ့်သမမဟုတ်လားចောင်းသူဆိုမှသူကချစ်မှလားဆိုတာကိုလဲကျမတွေးပြီးပူပန်မိတယ်ဒါပေမဲ့ကျမကတော့ဘရောမှမညူမနွယ်လက်ဆန်းတတ်တဲ့ရွက်လာပင်ကလေးလိုအမြဲတမ်းကပြအတုံးတော်ခံနေမဲ့ရွက်လာပန်တပင်တဲလေးပါလို့ကောင်းလိုက်တဲ့အတိတ်ပဲကလေးပါလားခင်သက်ပိုင်ရဲ့ကိုစော့အပြောအဆုံးမှာတော့တောင်းကနေနားထောင်နေတဲ့ကိုကရိုးကဝင်ထောက်တယ်ကိုကရိုးဘေးနားမှာတချင်းချောင်းကြည့်နေတဲ့ခက်ခက်ဝေကမျက်စောင်းထိုးတယ်ကိုစော်ကကိုကရိုးကိုလှမ်းပြီးခမကွင်းပေါ်မှာလည်းဒီအတိုင်းပဲနော်လို့လှမ်းပြောတော့ခက်ခက်ဝေကဖြတ်ကနေမှတ်တက်ရက်ပြီးခင်ပိုင်တို့ပဲရှောက်လာရင်ကမျက်နာကိုမတိကျိုးကျွန်းဟန်နဲ့ပါဇက်ကလည်းပူနေလိုက်တာနော်ဝါဆိုလတော်တန်ပေါ့တန်နဲ့တော်တော်ပေါ့တန်နဲ့မျက်နှာစပင်တွေကလည်းတကောင်းလုံးကောက်ထားရတဲ့အထက်တနခါပိန်ချမ်းနဲ့မျက်ခုံးမွေးချိတ်ထားတဲ့မျက်ခုံးပြောင်နဲ့အိပ်ရေးပြတ်တဲ့မျက်လုံးတွေကနီးချင်းချင်းရီဝေဝေအသားလေးကတော့ဖြူပါရဲ့ဒါပေမဲ့ခုပုံစံနဲ့ညမန္တလာအငိမ့်စင်ဘော်ကတိတ်လှတဲ့ခက်ခက်ဝေနဲ့တော့တခြားစီပါပဲတော့ပါသေးတယ်စပင်အလှပြင်ဆိုင်ကမိမမြောက်ပေးတဲ့အတိုင်းဟိုနေ့ကစပင်ဒီမကောက်ခဲ့မိလို့ပန်တရာကလေးကပုံမကြပန်မကြစုစည်းထားခဲ့ရတဲ့သပင်တို့ကိုပုံစံစံလေးညှက်မလို့တွားတာလေမင်းသမီးဆိုတာနဲ့တကောင်းကလုံးကိုသပင်ကောက်ခိုင်းတဲ့တရုံမာကိုလက်ထဲဆုပ်ထားတဲ့မဖြစ်စလောက်ပတ်စံ30မျက်နှာနဲ့ဇွန်ညင်းမိပေလို့နှုတ်မို့သာဆိုရင်တော့ဟော်ရီခက်ခက်ဝေပုံပေါက်နေမှာကြည်ပြောရင်းဆိုရင်ကိုမထီတရီမျက်နှာထားနဲ့ကိုစော့နာကိုကတ်သွားလိုက်တာမျက်နှာချင်းထိလူမတက်သူ့ပလဲရှန်နီရဲ့လက်ပြက်ရဲ့ရင်ဘက်ကဟိုက်လွန်ရတဲ့အထဲမှာခံဝတ်ထားတဲ့ဘော်လီကချွန်များလို့ကိုစော့မျက်လုံးတွေကသူ့ရင်ဘက်ပေါ်မှာမဝဲချင်မှအစုံအိုးခုနကလေးကပါသူ့ကုန်းလိုက်ကွာလိုက်တိုင်းဒီထဲကတီးလုံးတိုက်နေတဲ့သူတွေအကုန်လုံးမျက်လုံးဝဲမိကြတာကြီးပဲသူကကိုစော့ဖိုက်ကိုတထောင်နဲ့တွက်လိုက်သေးတယ်ကဲဘလို့လဲကျွန်တော်မျိုးမကတချင်းပဲအချိန်တိုက်ရမှာလဲအချိန်မပေးနိုင်တော့ဘူးပေါ့လေကြည့်လေအချိန်မပေးနိုင်တော့ဘူးပေါ့လေဆိုတဲ့စကားကဘလို့စကားလဲကိုစော်ကတော့ခက်ခက်ဝေတစ်ခတ်တည်းခတ်ချင်းဆိုတော့အလိုက်ထိုက်ပဲထင်ပါရဲ့ဟဲအချိန်ပေးနိုင်ပါတယ်ဗျာကဲတိုက်အခုတိုက်မလားရတယ်ခက်ကရင်ပြီးသားအတွေ့အကြုံတွေအများကြီးမို့ခင်သက်ပိုင်ကဟုတ်တယ်ခင်သက်ပိုင်ကအတွေ့အကြုံမရှိသေးဘူးတင်ပေးရမယ်ဒါကိုစော့တာဝင်ခုတော့လေခက်ခက်ဝေမျက်နှာကအတီပေါက်နဲ့ဖြစ်သွားပြန်ပြီခင်ပိုက်ပဲလှည့်ပြီးတော့တောင်းခင်သက်ပိုင်ကိုစော့စီကတေးချတင်တော့လို့ပြောလိုက်သည်ပြီးတော့ကိုစော်ရောခက်ခက်ဝေရောကိုကရိုရောဒိုးတီးကိုမောင်ရွှေကလေးရောဝိုင်းရကြပြန်တယ်ဘာဒီမှန်းလည်းမသိဘူးခင်ပိုက်မှာလိုက်ရရမလို့တီးလိုက်ရမလို့နဲ့ရောရောင်ပြီးတော့ဒါပြုံးနေလိုက်ရတယ်ကိုစော်ကခင်ပိုက်မျက်နှာကိုရိမ့်မိဟန်တူရဲ့ခက်ခက်ဝေကိုအသာတွန်းပြီးကဲပါခက်ကမောင်ရွှေလေးနဲ့အစ်စ်တွေအရင်ညှိလိုက်ပါအောင်ဒီမှာခင်သက်ပိုင်ကိုဝါလက်နဲ့အသိမ့်လေးပြအောင်ကြောင်းလိုက်အောင်မယ်ဟုတ်ပါပြီအငေါ်တူးသွားတဲ့ခက်ခက်ဝေမျက်နှာကဥမောင်ရွှေလေးနားလေးရောက်တော့မျက်နှာကချက်ချင်းဖြီတီမျက်နှာမောင်ရွှေလေးပါးကိုဆွဲလည်ရင်မောင်လေးရေဗေဒာရွှေလေးရေမမခက်ကိုအဆင့်ကောင်းကောင်းလေးဟိုတခါတော့ကလို့နော်မောင်လေးနော်
စိတ်ထဲကမပါတဲ့စကားတွေနဲ့မတိကလုတ်ထိကလုတ်တိုးထိနေတဲ့ခက်ခက်ဝေကိုကိုမောင်ရွှေကနှစ်ဖူးပေါ်လက်အုပ်ချပြီးကြောက်ပါရဲ့ဆိုတဲ့အမှုအရာလှုပ်ပြနေပေမဲ့မျက်နှာကတော့ပြုံးဖြီးဖြီးသဘောကျနေတဲ့ပုံစံပြီးတော့ချက်ချင်းပဲလက်ထဲကထွေနေတဲ့ဖဲသုံးလေးချက်ကိုပြစ်ချပြီးအစ်စ်တွေထည့်ပေးနေလိုက်တာဒိုးကိုမောင်ရွှေလေးကတော်တော်ငယ်သေးတာခင်ပိုင်တို့ထက်ကြီးလာ3-4နှစ်ပဲသူ့အဖေကနာမည်ကျော်ဒိုးဆရာကြီးတဲ့သူကတေးသားတဲ့သူ့အဖေလက်ကြားတွေအကုန်ရလိုက်တယ်ဒါကြောင့်အသက်ငယ်ငယ်နဲ့လက်တံပြောင်းလို့ဗေဒာရွှေလေးနဲ့တောင်ခေါ်ကြတာဒါပေမဲ့သူ့ဝါသနာကဖဲတဲ့ဖဲရမယ်ဆိုရင်ထမင်းဟေဟင်းမေဒိုးမေရသမျှညကြီးဖဲနဲ့ကုန်နေသူတားမရမရှိပေမဲ့မအေးမုတ်ဆိုးမကြီးနဲ့ညီကိုမောင်နှမတွေကရှိသေးတော့သူ့အမေကြီးကတလတစ်ခါညကြီးရှင်းရတော့မယ်ဆိုတဖာဖာနဲ့လိုက်တောင်းရတာအမောဥကျော်လေးတို့ကိုငိုးငိုတိုင်ရတာကလည်းအမောတဲ့အဲ့ဒီဖဲယောဂါကလည်းခတ်ပါတယ်ကိုကရိုးကြီးလည်းဖဲရိုက်တတ်တဲ့ရတယ်နော်ခင်သက်ပါအဲ့လိုဆိုအကလေးပါလေးကကြည့်လေဒီဒိုးစင်နဲ့ကလို့ကောင်းရင်လားမကောင်းဘူးလားကြည့်ကလို့မကောင်းရင်ဒိုးသမားနဲ့ညိကိုစောပြောနေတော့စရင်စာအုပ်တအုပ်နဲ့အလုရှုံနေတဲ့တော်မြချစ်ကသူ့သားကိုလှမ်းခေါ်တယ်ရင်းသမားတွေကိုအကပြနေတဲ့တော်မြချစ်ကကိုစောကိုလှမ်းကြည့်တဲ့မျက်နှာကတစ်မျိုးမလိုတဲ့မျက်နှာအော်သူ့သားမှမဟုတ်တာကိုမရက်ကြီးကမွေးထားတဲ့သားဆိုတော့ဒီလောက်တော့ရှိမှာပေါ့ဒါပေမဲ့တော်မြချစ်ကလည်းခက်ခက်ဝေကြနေတာပဲမျက်နှာကအမျိုးမျိုးပြောင်းတတ်တယ်လူရှိမှကြာရင်တော့ကိုစောကိုတားကြည့်ရေကိုစောမိမိချစ်ကလေးဆိုတာနဲ့ချိုးစိတ်နေတာပဲကိုစောကလည်းတိတ်ကြည်ဟန်မတူဘူးလူရှိဆိုဟုတ်ကဲလုပ်ပြီးကွဲတာနဲ့လက်ခါပြတာပဲဒါပေမဲ့ဘာပြောကိုစောကန့်ကောင်းပါတယ်တော်မြချစ်ကဥကျော်လေးနဲ့တာသမီမညာဘူးလေအော်ခက်ခက်ဝေကလည်းကကြည့်လို့မှပြီးနိုင်ပါတော့မလားမသိဘူးနော်ဥမောင်ရွှေလေးကလည်းမမောနိုင်မပန်းနိုင်တီးပေးနေလိုက်တာဘေးကပတလားတီးပေးတဲ့လူရောစီဝါတီးပေးတဲ့လူရောကိုခက်ခက်ဝေကပါနာတမင်ကတ်ပြောလိုက်လက်တို့ပြောလိုက်နေဟာခက်ခက်ဝေကိစ္စဝိစာအလုံးပြီးသွားတော့မှအနားလာရဲဆောင်နေတဲ့ခင်ပိုင်ကိုဒိုးကိုမောင်ရွှေလေးကကကြည့်မလို့လားတဲ့မေးဖို့ရတော့တယ်ခက်ခက်ဝေလည်းကြည့်နေတာနဲ့အကတွေကိုလှနေအောင်တတ်တများမှတ်တများကမိတယ်အိုးဒါပေမဲ့ဟော်ရီနာကတီးပေးတဲ့ဒိုးစစ်ကတမျိုးကြီးခင်ပိုင်ရက်လိုက်တယ်ကိုမောင်ရွှေခုနေရလေတပင်းတဲ့ဆိုရင်တော့မောက်တဘောကိုစောကြောစီခြင်းအပိုက်ကအစ်စ်ပြောင်းပေးပါအောင်နော်ကလို့မကောင်းဘူးနေကလည်းခုနကတော့မပြောဘူးဒိုးစစ်ဆိုတာဘန်တဲ့မှတ်တာတခါတည်းအသေးမှတ်ထားမှအလုပ်လုပ်ကောင်းတာခဏပြောင်းနေလို့ဖြစ်တာမဟုတ်ဘူးဟင်းကြည့်ပါဦးခက်ခက်ဝေနေတော့ကမျက်နှာနဲ့ကွာလိုက်တာပတလားသမားနဲ့စီတီကလည်းစိတ်လိတ်တွေကောက်ဖွာကြလို့ကိုမောင်ရွှေကလည်းခင်ပိုင်ကိုမြည်တွင်ရင်းကဘေးနာကဖဲချက်ကလေးတွေကိုကောက်ကင်စားပြူတယ်ခင်ပိုင်ရင်ထဲမှာဖြက်ခနဲ့တတိယမိတယ်ကျောင်းတော်ကအငိမ့်ခန်းတင်ရင်အမိပြောတဲ့စကားလေးကိုနမဲကြီးဖို့အတွက်အားလုံးနဲ့အလိုက်အထိုက်ဆိုတဲ့စကားခုနကခင်ပိုင်အမြင့်ကတ်ခဲ့တဲ့ခက်ခက်ဝေမျက်နှာပေါ်ကလှုပ်သွားတဲ့အမူအရာတွေဟင်းအဲ့ဓာတွေဟာအလိုက်အထိုက်လှုပ်သွားတာတွေမဟုတ်ဘူးလားအိုးအဲ့လောက်ကြီးမျက်နှာပြောင်းဖို့တော့ဟေးဘေးရာရွှေလေးပြောင်းပေးလိုက်ပါဟာအစ်စ်ကိုကအောင်လှုပ်လိုက်စမ်းပါဆရာလေးရဲ့ကြည်စမ်းကိုစော်ကလည်းလှမ်းအော်ရောမီးတေလိုက်တာပတလားဆရာကဖြတ်ဆိုလက်ခက်ကောက်ကိုင်းသလိုစီတီကလည်းစစ်လိတ်လေးကိုချားလို့ကိုမောင်ရွှေကလည်းပတ်စာပေါ်လက်တင်ဆန်းလို့ဒါပေမဲ့သူကစီတီဘက်အသာကောင်းလေးဆောင်ပြီးပြောလိုက်သေးတယ်လုံးစိမ့်ဆိုသူဒီလိုပဲတောကမြတတ်ရှာတယ်တဲ့ဘာကိုပြောတာလဲဘသူကိုပြောတာလဲလုံးစိမ့်ဆိုတာကရောဘာလဲနေအောင်ပြန်ကနီးမှကိုကရိုးကိုမိကြည့်အောင်မယ်စမယ်ဆိုတဲ့သဘောနဲ့ကောင်းဆက်ပြတဲ့ကိုမောင်ရွှေကိုကျေးဇူးပါအကူရဒီတခါတော့ကျွန်တော်တိစားမှတ်ထားပါမယ်လို့ပြုံးရွှင်ရွှင်လေးပြောပြီးပတ်တလားနဲ့စီတီးဘက်လည်းလှမ်းပြုံးပြလိုက်တယ်တလောက်တော့ခင်ပိုင်လဲရပါတယ်ကာရဝတရားနဲ့အကူခေါ်တာပြည်တယ်မခေါ်နိုင်ပါဘူးလေလှပပလေးကရင်ကိုစော့ကိုလည်းလှမ်းပြုံးပြလိုက်တယ်တကယ်ကိုစော့ကိုကျေးဇူးတင်ပါတယ်သူ့ကြောင့်အစ်စ်ပြောင်းပေးတာခက်ခက်ဝေလို့ပျောပရီမလွတ်လိုက်ရဘဲနဲ့အစ်စ်ပြောင်းပေးတာသူ့ကြောင့်ဒီတစ်ဖွဲ့လုံးမှာကိုစော့အော်စာရှိတယ်အငိမ့်ဆရာရဲ့တာလေတာကြီးကိုစော်ပြောရင်အလုံးပြီးမှာပဲဒါကိုခင်ပိုင်သိထားရမယ်မှတ်ထားရမယ်ကိုစော်နဲ့ခင်မင်နေရမယ်ကိုစော်ကလည်းခင်ပိုင်ကိုခင်ရှာအရေးပေးရှာပါတယ်လေဒါဟာခင်သက်ပိုင်တို့ကံကောင်းမဲ့အချက်ပေါ့နော်ကြီးကလည်း
ဒီလောကသားလှုပ်ပြီးဒီလောက်လေးမှမသိတာခံရတာကောင်းတယ်သူတို့ပြောသလိုညီကတကယ်လုံးစိမ့်ပဲမှတ်ထားလုံးစိမ့်ဆိုတာတို့လောကနဲ့မကျွမ်းသေးတဲ့အစ်စ်ကလေးအစိမ့်သက်သက်ကလေးကိုပြောတာအော်ကျွန်တော်မှမသိတာကိုမထိတ်ခေါင်ရဲ့ထိတ်ခေါင်တင်တင်ကစီးပေါင်းအိတ်ထဲကိုတစ်စိတ်တစ်ခုထည့်ရင်ကိုလှုပ်ပြီးရေပြန်တယ်ဟီဟီညီကငါထက်တော်ပါသေးတယ်အေးငါတို့ဆက်ရောက်ခါစားတော့ငါများကိုရှိထားပြီးဇလိုးလို့ပြောတာခံရတာကော့ပေါက်လိုက်တာများမပြောနဲ့တော့ဟာခင်ပန်ရဲ့ခွေးလို့ပြောခံရတာတော့ဇလိုးဆိုတာသူ့စကားနဲ့ခွေးတဲ့မှတ်ထားကော့ပေါက်တယ်ဆိုတာကရောအော်ကော့ပေါက်တယ်ဆိုတာကဒေါကန်တာပြီးတော့ရှိသေးတယ်ယောက်ျားကိုမနှုံးတဲ့နွားကိုစုတယ်ချင်းနောင်ကိုလုံးနဲ့ငိုရာကိုစပယ်ကြွေတယ်တဲ့အုံဆိုတာအပေါ့နတ်ဆိုတာအလေးအုံထစ်တယ်နတ်ခါတယ်လို့ပြောတယ်ထမင်းကိုပုံထမင်းစားတာကိုပုံတွတ်တယ်တဲ့အမလီအများကြီးနောက်တော့ညီးတိလာမှာပါတက်လေတက်ထားမှာအေးတိလာတခြားလုံးစိမ့်တွေရှိမှာတို့အချင်းချင်းစကားပြောရတာတဲ့အရသာရှိတယ်မထိတ်ခေါင်နဲ့စကားပြောရတာကို့အတွက်ဘ ഹു တုတာတော့ရပါရဲ့ဒါပေမဲ့စကားပြောရင်အော်ရေတာကခက်လာတယ်ကိုရီကိုလှုပ်ခါလိုက်တာကလည်းအလွန်ဘေးမှာစီးပေါင်းထုတ်နေကြတဲ့အလုသမားကလေးတွေရင်းသမားကလေးတွေကလှန့်ကြည့်ကြတယ်တန်ရာလေးပေါ်မှာရှင်းနှွေးတက်ဘူးတပူလက်ဖက်တအုပ်နဲ့နှံ့နေတဲ့အငိမ့်ဆရာရဲ့အမစီးပေါင်းတိုက်ပိုင်းရှင်အန်တီသေးကလည်းလှန့်ကြည့်တယ်သူ့အလောက်ကိုအလကားလှုပ်ပေးနေတာမို့သာဘာမှမပြောတာမျက်နှာကြောကတော့တဲ့ဟန်မတူဘူးဒါပေမဲ့မတ်ထိတ်ခေါင်ကတော့ဘသူ့မှတိတ်ကျူးဆိုင်တာမဟုတ်ဘူးနေ့လေတီလုံးတိုက်တာနားတဲ့အချိန်ဒီစီးပေါင်းထုတ်တာတို့တစိတ်ကတ်တာတို့ကုလို့ရတာကိုလည်းသူကအမြဲအတင်းပြောတယ်အငိမ့်စီယာကြောက်လို့မလွန်ဆန်နိုင်လို့ဒါတဲ့ကိုနဲ့မဆိုင်တဲ့အလောက်ကိုလှုပ်ပေးနေမဲ့အစားဒိုးစရာနဲ့ဖြစ်ဖြစ်လူရွှင်တော်နဲ့ဖြစ်ဖြစ်သွားပလူးနေလိုက်တာကမှကို့အတွက်အကျိုးရှိသေးတယ်လေစကားပြောကလည်းစက်သိန်းထလာအောင်ပတ်ဆက်တဲ့မတ်ထိတ်ကောင်သူများတွေပြောကြတာကလည်းမတ်ထိတ်ကောင်ဟာအင်မတန်ယောက်ျားများတဲ့မိန်းမပွေတဲ့ရှုပ်တဲ့မိန်းမတဲ့ခုလေသူကယောက်ျားနဲ့꿰နေတာယောက်ျားကလည်းနာမည်ကြီးလူရှင်တော်တယောက်ပဲအဲ့ဒီယောက်ျားကိုလည်းသူက꿰လာတာအဲ့ဒီယောက်ျားနဲ့အငိမ့်တွဲကရင်ကိုသူကဟော့တယောက်တဲ့လေဘာပဲပြောခင်ပိုင်ကတော့သူ့ပညာကိုလေးစားတယ်သူယုံမလာတာဟာသူ့အတန်နဲ့အပြောအဆိုအကတွေကအမြဲဖုံးလန်းသွားတာပဲအရင်ကလည်းအငိမ့်စင်နောက်ကကြည့်ပူပါတယ်ဆိုလိုက်ပြောလိုက်တာများငင်းနေရတာနောက်ပြီးသူကလူရွှင်တော်တွေကိုလည်းတိတ်နိုင်တာပဲသူကတော့ရော့ပြက်လိုက်သေးတယ်ခင်ပိုင်အကြိုက်ဆုံးကတော့သူ့ကဟန်ပဲအင်မတန်လှတဲ့လက်ချိုးခြေချိုးနဲ့ကျိုးလိုက်တဲ့ခါကိုကပန်ထရာမှာခါကြိုးကိုတစ်နှစ်လောက်ကျင့်ခဲ့ရသူဆိုတော့မတ်ထိတ်ခေါင်ရဲ့ခါကိုအားမကြပဲမနေနိုင်ဘူးအားလုံးပါပဲလေမထိတ်ခေါင်ရဲ့မခုတ်တရိုချိထားတတ်တဲ့ရင်တဆက်လှုပ်ပြီးကတတ်တဲ့ပခုံးသားလေးတွေလည်းလေဒါပေမဲ့ဝမ်းနေဖို့ကောင်းတာကမတ်ထိတ်ခေါင်မှာစမ်းမရှိရှာတာရုပ်မရှိရှာတာပဲအငိမ့်ကတာပဲဘလောက်ကြာပြီလဲအခုဒီခေါင်းဆောင်မဖြစ်သေးဘူးလေအလဲထွက်ပဲခုခေတ်အငိမ့်နေမှာအလဲထွက်ဆိုရင်ပညာတန်တဲ့မင်းသမီးကိုထားတယ်ဆိုတာလူတိုင်းသိပေမဲ့ခေါင်းဆောင်ဆိုတဲ့ဂုဏ်ကိုတော့ဘယ်အငိမ့်မင်းသမီးဖြစ်ဖြစ်ယူရှင်ချတာကြီးပဲပေါ့အလကခက်ဝေကစမ်းတဲ့ရုပ်ပဲရှိတာပညာကတော့တိတ်မဟုတ်လာပါဘူးအဲ့လိုတွေးမိရင်တော့ခင်ပိုင်ရင်နဲ့အတက်လာတတ်တယ်မထိတ်ကောင်ကပန်တရာစင်းလေခင်ပိုင်လည်းပန်တရာစင်းပြီးတော့ခင်ပိုင်မှာရုပ်ရှိတယ်ဘာလို့တနေ့မှာနာမည်ကျော်ခေါင်းဆောင်မင်းသမီးမဖြစ်လာရမှာလဲဒီတစ်ချက်မှာတော့ခက်ဝေနဲ့ရှင်ရင်ပန်တရာစင်းဖြစ်ရတဲ့အတွက်ခင်ပိုင်မှန်တက်ရသေးတယ်ဟင်းကားရတာမောရတစ်မျိုးနဲ့နောက်ကျောတက်လို့တည်တော့မယ်ပစ္စည်းတွေတွားယူတဲ့ဟာတွေကလည်းကြားလိုက်တာပစ္စည်းတွေလည်းမဟုတ်ဘူးမမြချက်ပါစိမ့်စီနေလားမသိဘူးမထိတ်ခေါင်ကခါးကိုလိန်ချိုးရင်တူတူညီတယ်ဟုတ်တယ်စီးပေါင်းတစ်စိတ်ထိုင်ကက်နေရကလည်းကြာတော့ညောင်းတာအရင်နေ့တွေကနားတော့ခဏပဲဝိုင်းလို့ရတာဒီနေ့ကတော့ကိုစော်တို့မိသားစုသားမိသားဖ3ယောက်အော်ပရာမှာသုံးဖို့ပစ္စည်းတွေတွားယူတာကြာလို့ဒီလောက်ထိုင်နေရတာခင်ပိုင်တို့ဝစ်စုံပြေးတိုက်နေတာဒီနေ့နဲ့ဆို2ရက်ရှိပြီလေအော်ပရာဝစ်စုံတွေကဘာတွေလဲမထိတ်ခေါင်အစ်စ်တွေဆိုတော့ကောင်းတာပေါ့နော်တိတ်ကောင်းတာပေါ့အေးဝတ်စုံတွေကလည်းအများကြီးရှိမှာပေါ့ဈေးကြီးဖေးဆိုတဲ့လှပေညွန့်ပေဟာတွေနေမှာပေါ့ဒါမှညမတလာနမဲကြီးတဲ့ကြီးတို့ဘုံကြီးစိတ်ကလည်းကြီးတဲ့ကြီးပေါ့အေးဟင်းဘာစီမထိတ်ခေါင်မထိတ်ခေါင်ကမပြောချင်တော့ဘူးဆိုတဲ့ပုံစံနဲ့ခင်ပိုင်ကိုမျက်စောင်းထိုးကြည့်ပြီးငါနဲ့တေးစင်နဲ့နက်ဖြန်တစ်ပတ်ပဲပွဲထွက်ကြတော့မယ်
ဘုံကြီးစိတ်မသိသေးဘူးတို့အခုကနေအော်ပရာတို့ပြဇက်တို့ကဇက်ဝင်ပစ္စည်းတွေအကုန်လုံးပကြီးကားတွေဘာတွေရောပေါ့အေးတစ်နှစ်လုံးသုံးမဲ့အဲ့ဒီပစ္စည်းတွေရဲ့ကုန်သမျှစရိတ်ကိုငါတို့အစုစား14ယောက်ကဘုံစရိတ်ဆိုပြီးစုခံရတာမင်းကြီးမရဲ့မှတ်တာတို့ရမဲ့ပတ်စံကဘုံစရိတ်တို့ပုတ်ပြက်သမားတွေအတွက်တို့လေမုတ်ဝိုင်းငါးခါတို့အားလုံးနှုတ်ပြီးမှအစုခွဲတာဟင်းမသိပါဘူးမထိတ်ခေါင်ရဲ့အဲ့ဒီအစုဆိုတာကြီးကိုလည်းကျွန်တော်ဖြင့်မရှင်းပါဘူးကိုကရိုးကလည်းဥလဲလဲနဲ့အဲ့ဒါတော့မပြောနဲ့ဟေးကတိုးတို့လည်းမသိဘူးငါလည်းမမေးနဲ့မသိဘူးရောင်းဝါးဝါပဲပေးတာယူလိုက်တာပဲခက်တယ်အေးလေးလေးတို့စီမှာစာအုပ်ကြီးနဲ့တွက်ထားတာပဲကြည်လို့ပြောပေမဲ့တခါမှကြည့်မိပါအောင်အေးကြည်လဲကိုမှမတွေ့တတ်တာကိုအလုရှုပ်ခံလို့အေးရောမထိတ်ကောင်ကြမှာကိုကတိုးထက်ကိုကရိုးထက်ပိုရှင်းတော့တယ်ဒါဖြင့်လေမထိတ်ကောင်ညမတလာကဇက်စင်ပစ္စည်းတွေကအဖွဲပိုင်တာပေါ့ဒီလိုဆိုရှေ့နှစ်ကျွတ်လို့အဖွဲကထွက်တဲ့သူတွေရှိရင်ကောထွက်လေထွက်ပေါ့ဒီတိုင်းမဲ့ထွက်ပေါ့ဟင်းဟိုအဖွဲပိုင်ပစ္စည်းတွေကအိုအေးညီးကလည်းဒီပစ္စည်းတိုလီမုတ်စာတွေကိုဘလို့လို့အချိုးကျခွဲယူမလဲကဲရပြီထားပါဦးကို့အတွက်လည်းဘာမှအသုံးဝင်တာမဟုတ်ပါဘူးအေးဘာလို့ယူနေမှာတော့ဒီလိုပဲထားပစ်ခဲ့ကြတာပဲတိတ်မကြေနဲ့လွန်ကမှကားလိတ်ကိုဓာတ်နဲ့ခွဲခဲ့တာတော့လောက်တာပါအေးဒါပေမဲ့အဲ့ဒီလိုကိုကညာတော့လေအငိမ့်စရာများကကန့်တက်ပြန်ရောအေးသူ့စီကြံခဲ့မဲ့ပစ္စည်းဆိုတော့ကြာလှုပ်စားလို့ရအောင်အကောင်းစားအညွန့်စားတွေကိုဈေးကြီးပေးပြီးလှုပ်တော့တာပဲပြီးတော့ဘုံစရိတ်ကခံဟပဲဟောဒီနှစ်သုံးပြီးသားမြန်မမင်းကြီးသားတို့ကနောက်နှစ်ပြန်မသုံးဘူးတော့နောက်နှစ်လဲချုပ်ဟာဝဲဟပဲအဲပြီးတော့ဘုံစရိတ်ကခံဟပေါ့အေးအိုးဒါကတော့ဘယ်ဟုတ်မလဲမထိတ်ခေါင်ရဲ့ဘာဖြစ်လို့ဘုံစိတ်ဆိုတာကြီးလောက်ပါလိမ့်နော်ဒါကတော့ကျွန်တော်မျိုးလည်းမလျှောက်တတ်ဟိုရှိကြတဲ့ကရှိကြတာနေမှာပေါ့အေးအငိမ့်ဆရာတွေကတော့ချွန်ပြီးမလုပ်ဘူးအငိမ့်ဆရာတွေကတော့ချွန်ပြီးမလုပ်ဘူးရှိပါလိမ့်မယ်ရှေးစင်လားဆိုတာဒီလိုပဲပေါ့အများမိုးခါရီတောက်ပေါ့မထိတ်ခေါင်နဲ့စကားပြောကောင်းတော့တိုက်အပေါဝါမှာကိုကရိုးကြီးပေါ်လာတယ်ဟေးကောင်းမလေးတွေလာကြဟေ့မထိတ်တို့ခင်ပိုင်တို့ရောကိုစော်တို့ပြန်လာပြီမထိတ်ခေါင်ကခုမှပဲဝစ်ကျွတ်တယ်ဆိုပြီးထိုင်ရာကထားတယ်ခါးတွေကိုလည်းတကြွလိန်ချိုးလိုက်သေးတယ်စီးပေါင်းထုတ်လက်စာတွေနဲ့ရိတ်သမကလေးတွေကလည်းမြန်လိုက်ကြတာဖြတ်ကနေဟုတ်တယ်လေပင်မန်းတာညောင်းတာချင်းအတူတူကို့အလုပ်ပဲကို့လုပ်ချင်ကြတာပေါ့ဒါကတော့အငိမ့်ဆရာနဲ့မမချစ်ကသူတို့အမကိုဖားတာပါသူတို့ရှယ်ယာကလည်းဒီစီးပေါင်းလုပ်ငန်းထဲမှာပါတယ်လို့လည်းပြောရဲဘသူကမှတော့တိတ်မပြောကြပါဘူးကို့ဆရာသမားအလုပ်ဆိုခိုင်မခိုင်အမြင်မတော်ရင်လှုပ်ပေးချရမှာပဲဥစ္စာဟိုတော်များချစ်စီမှာပညာသင်လာအပ်ထားတဲ့ကောင်းမလေးတွေဆိုကို့ဆန်ကို့စီစိုက်စားပြီးတအိမ်လုံးရှိတဲ့အလုပ်တွေမှန်သမျှတိမ်ကြုံလို့ရတာပညာသင်ရတာကနည်းနည်းကိုကရိုးမှအပြောကောင်းတယ်တော်များချစ်စီပညာလာသင်တဲ့ကောင်းမကလေးတွေကမင်းသမီးမဖြစ်လဲပူစရာမလိုဘူးအိမ်ပေါ်လှုပ်စားလိုက်ရုံပဲတဲ့အေးလေသူတို့လည်းဒီမှာအောက်ကြနောက်ကြခံပြီးတင်မဲ့အစားပန်ထရာမှာစတိုင်တက်နဲ့တက်ချင်မှာပေါ့ဒါပေမဲ့တချို့ကကြပန်ထရာတက်ဖို့အရွယ်လွန်နေပြီ14နှစ်ကျော်နေပြီတချို့ကြတော့လေပန်ထရာအင်တာဗျူးမှာပြုတ်ကျခဲ့တဲ့သူတွေတချို့ကြတော့လေကိုရုပ်ကလေးနဲ့အရက်ထဲမှာမတောက်တစ်ခေါက်ပွဲတိုးဘူးတာတွေအားကိုပြီးပန်ထရာ3နှစ်အချိန်ကုန်မခံတော့ပဲဒီမှာတစ်နှစ်လောက်တင်တာနဲ့ဖြက်လန်းလိုက်ချင်တဲ့သူတွေလည်းပါတာပေါ့လေခက်ခက်ဝေကအဲ့ဒီလိုဖြက်လန်းနဲ့အောင်မြင်သွားတဲ့သူခမညာလည်းနာမည်သာကြီးရတာစင်ပေါ်မှာသာဖျားတော်များချင်းနဲ့ကြာရင်တော့အရေးကြီးဧည့်သည်ကိုထမင်းပွဲရင်မောင်ရက်ခတ်ပေးရတဲ့အဆင့်ပဲရှိတယ်ခင်ပိုင်တာဟိုနေ့ကလှုပ်ပြီးခဲ့ရပြီးပြီခက်ခက်ဝေနဲ့အတူနာမည်ကြီးပြဆက်ရေးဆရာတယောက်နဲ့လေးဥကျော်လေးထမင်းဝိုင်းမှာရက်မောင်းပေးရပြီးပြီကိုကရိုးကခင်ပိုင်နဲ့မတ်ထိတ်ခေါင်ကိုစောင့်ခေါ်ပြီးဟိုဘက်တိုင်အကူလမ်းမှာခက်တိုးနဲ့ပစ္စည်းတွေကတော့ပြန်နေတာပဲမတ်ထိတ်ရီဘုံစိတ်ထဲမှာတော့ဈေးကတင်လိုက်မယ်အမျိုးမတ်ထိတ်ကောင်ကနှက်ခမ်းကိုမလှမပမဲ့တယ်လုံးစီပေါ့ဘုံစိတ်ထဲမှာတစ်ချက်ကို9ချက်ရေးတဲ့အလောက်ကသူ့အလုပ်ပဲဥစ္စာကိုကရိုးကမချစ်မရဲနဲ့နှက်ခမ်းကြိုက်တယ်နေအောင်ဒီစုကြီးနဲ့တော့တကွေ့တွေ့မယ်အေးလေသူ့ကိုနွားကြီးလို့ပြောရတော့လေငါပဲနွားတစ်ပည့်ဖြစ်အောင်မယ်အတီကနေပြက်လာတဲ့ကိုကရိုးကိုမတ်ထိတ်ကောင်ကမျက်စောင်းထိုးရင်ဘာတွေ့မှလဲရှင်တို့ဆရာတပည့်အကြံတူညံတူဝေစားမျှစားရှင်နဲ့အဲ့ဒီစုကြီးနဲ့အတဲ့ဆုံးဟာအဲ့ဒါအလက်ကကျုပ်ကသူ့နဲ့အမဲချင်းဆက်ဆံရေးသူကလည်းကို့ကိုအမဲပဲကိုကလည်းသူ့ကိုအချင်းပဲလေ
စင်မော်ကမျက်နှာမျိုးနဲ့ကိုကရိုးကတဟဟရဲပြီးတိုက်တဲ့အရင်ဝင်ပြေးတယ်။ခေါင်းရှုပ်စားပြူနေတဲ့ခင်ပိုင်ကကိုစော်ကတော့သဘောကောင်းတယ်နော်မထိတ်ခေါင်လို့ခတ်တူတူပြောမိတာကိုပဲမထိတ်ကောင်ကအာကျဲရှာကျဲနဲ့ဘာလဲညီအပြန်ကိုစူပါကတ်လေးနဲ့လိုက်ပို့လို့လား။အိုးဒုက္ခပါပဲလမ်းထောင်းကစောင့်နေတာကိုသူဘယ်လိုလုပ်တည်ပါလဲဒီမိမတည်ရင်တော့မောင်းထက်ဆိုအောင်မယ်ခင်ပိုင်ကစွတ်မိတ်ပြီးဟုတ်တန်းတရားတွေမထိတ်ခေါင်ရဲ့ပေါပေါရှာရှာမထိတ်ခေါင်ကမျက်စိပြက်မျက်နှာပြက်ပြက်အတန်တုံနဲ့ခင်ပိုင်ကိုတနာစရာလေးလိုကြည့်ပြီးဥလံပက်လန်ရဲလိုက်သေးတယ်ပြီးတော့မှထိတ်ခေါင်တင်းဆိုတာနာမည်တစ်လုံးနဲ့နေတာပါခင်သက်ပိုင်ရဲ့တီးလုံးတိုက်ရင်ညီတို့ရွဲပတ်နေကြတာမမြင်ချင်းအစုံဟဲဟဲအကြည့်ချင်းဆောင်ပြီးမျက်လုံးချင်းကြည့်နေကြတာလေအော်မှတ်ထားအောင်မမင်းကြီးမလေးရွဲဆိုတာမျက်လုံးကိုခေါ်တာဟုတ်တော့လဲဟုတ်တယ်ကိုစော်ကတီးလုံးတိုက်တဲ့နေရာမှာခင်ပိုင်ကိုဂရုတစိုက်ရှိလွန်းနေတကြည်ကြည်လှုပ်လွန်းနေတိတ်ဆိုတဲ့ကိုစော်ခုတော့ရွဲအပတ်ကောင်းလို့ပြောခံရပြီဒါကိုပဲမမှတ်သေးဘူးဟိုလန်းတောင်မှာစောင့်နေပြန်ပြီကိုကလည်းကိုပါပဲလေသူများပြောမှဆိုရင်လိုင်းကားနဲ့ပြန်ပါလားဘာဖြစ်လို့သူစောင့်တတ်တဲ့နေရာစီကိုခြေချင်းလျှောက်လာမိတယ်လဲအိုးသူ့ကိုကြိုက်နေမိလို့ရတော့မဟုတ်ပါဘူးလေသူညှို့ညင်သွားမှစိတ်ဆိုးသွားမှဆိုတာကြောင့်ပါဟိုတာယာမိတာကလည်းတဝက်လောက်တော့ပါတာပေါ့လေအရင်ဆိုရင်တော့တီးလုံးတိုက်ပြီးရင်ကိုကရိုးကြီးနဲ့ပြန်နေကြဒါပေမဲ့ကိုကရိုးကဒိုးကိုမောင်ရွှေနဲ့ဝိုင်းလုံးမိရင်မထချင်တော့ဘူးနောက်တော့လေတမင်မထပဲနေတာလားမသိပါဘူးဆက်ဖြဲဖြဲနဲ့နင့်ကြုံမဲ့လူရှိတာပဲဟာစူပါကတ်လေးစီးလို့ကောင်းနေမဟုတ်လားငိမ့်နေလို့နောက်တက်တယ်ခတ်ပါတယ်အစာနီကတော့ခင်ပိုင်ညင်းပါသေးတယ်အားနာလို့မစီရဲလို့ရှက်လို့ပြီးတော့မတန်ရဘူးရဲ့လို့လဲထင်လို့ဒါပေမဲ့လမ်းကြုံလို့ဆိုပြီးတကူးတကကြီးရက်ခေါ်နေတဲ့ကို့တချင်းစရာကို့အလောက်ရှင်ကိုတိုင်ကလည်းခင်မင်းဖြစ်အောင်ပေါင်းရမယ်လို့သတ်မှတ်ထားတဲ့သူတယောက်ကိုအကြာကြီးညှင်းနေနိုင်ပါမလားဆိုင်ကယ်ပေါ်ရောက်တော့လဲစိတ်ထဲမှာတာယာလာပြီးသူပြောတဲ့အငိမ့်နဲ့ပတ်သက်လို့နာမည်ကြီးအောင်ဘယ်လိုလုပ်ရတယ်ခင်ပိုင်ဟာတောက်မဲ့မိခဲ့မို့သူဘယ်လိုတင်ပြပေးလိုက်မယ်တင်ပေးလိုက်မယ်တနေ့မှမြမန္တလာရဲ့ခေါင်းဆောင်ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့သူ့စကားတွေကိုနားထောင်ရတာဟာခင်ပိုင်အတွက်အားတက်စရာမကောင်းဘူးလားပို့ပြီးခင်ဖို့ကောင်းတာဟာကိုစော်ကဒီနေ့ထိလဲဆိုင်ကယ်ပေါ်မှာဒီစကားတွေကိုပဲပြောရှာတာပါမယုံမသားတစ်လုံးမှမပပါဘူးတကယ်တမ်းပြောရရင်တော့မယုံမသားတစ်လုံးတလေပါရင်တောင်မှခင်ပိုင်မသိစင်အောင်ဆောင်ရမယ်အလိုက်အထိုက်လေအလိုက်အထိုက်ကိုစော်ကကြည်ရင်ကိုစော်ကကြည်တဲ့သူဟာအငိတ်ထဲမှာတိတ်ညက်နာရတယ်ဆိုတာအားလုံးအသိပဲလေသူနဲ့သာမကြည့်ရင်ကို့အဆိုလေးအကလေးရှော့ရှူဖြစ်ဖို့ဒိုးစရာကိုညှိရတာကတစ်မျိုးဝိုင်းစရာနဲ့ပလီစီ6ဆက်လောက်ရတာကတစ်သွဲစီတီကအစာမျက်နှာချိုသွေးရနဲ့ဘလောက်စိတ်ပြတ်ဖို့ကောင်းလဲဒါတောင်တီလုံးတိုက်တုံးရှိသေးတာတကယ်ခွင်ပေါ်များဆိုရင်သူတို့နဲ့ဘလို့များနေပြီးအဆင်ပြေအောင်လုပ်ရမလဲမသိဘူးအခုတော့အေးတယ်ခင်ပိုင်မှာတရက်ပူတွေအတော်လေးကင်းနေကိုစောကြောင့်လေဟိုလူတွေအကုန်လုံးကိုမျက်နှာချိုသွေးရတာထက်ကိုစောတယောက်တည်းကိုပဲမျက်နှာချိုသွေးဆက်ဆံလိုက်မှာပေါ့ကိုစောလိုမြမန္တလာရဲ့အရေးပါအရာရောက်သူတယောက်ကိုမျက်နှာချိုသွေးခြင်းနေကြတဲ့သူတွေကအလွန်အဟင်ပြောတာပါအဲ့ဒီထဲမှာမထိတ်ခေါင်တောင်ပါလိုက်သေးဇော်လေးနဲ့လှုပ်လိုက်သေးဘယ်လိုဟာလဲမသိကိုစော်ကတော့သူ့ဆိုမျက်နှာကြောကခက်တင်ရဲပါတီဟောကြီးကိုစော်ရဲ့ခင်ပိုင်အိပဲလှုပ်နေမိတာကိုစိတ်မရှိသလိုဆိုင်ကယ်ဟွန်းကိုတအားနှိပ်တယ်အပြေးတစ်ပိုင်းရှောင်းမိရင်ကဘေးကစိုက်ကားသမားတွေဝိုင်းကြည့်တာကိုရှက်ရွံ့ဖြစ်မိတယ်သွားပါတော့ကိုစော်ရဲ့လို့ပြောလိုက်မယ်အစားဘေးလူတွေရဲ့ရှေ့မှာဆိုင်ကယ်ပိုင်နဲ့ချစ်သူရဲ့မင်းကလေးတယောက်လိုအင်ဂျီမပြတ်လိုက်သွားလိုက်စင်မိလာလေတက်လမ်းကြုံလိုအကောင်းဆောင်နေတာကိုတုံနေနဲ့အော်ကိုစော်ရဲ့လမ်းကလည်းနေ့တိုင်းပဲကြုံရောသလားဘတ်စကားကတက်တာတဲ့အတွက်တော့ကျေးဇူးတင်ချင်တာလည်းအမှန်ပါကိုကရိုးကြီးပြောသလိုစီးရတာလည်းညှိမ့်ပါရဲ့ဒီနေ့လေခင်သက်ပိုင်အသိသိချင်းဆိုတဲ့နေရာမှာအမှုရာနည်းနည်းလုံနေတယ်ထုံးစံအတိုင်းခင်ပိုင်အတွက်စလာတဲ့စကားကိုဂရုတစိုက်နားထောင်ပြီးတယ်ဟိုပိုက်လေအားပေးကြတဲ့ကိုတို့ကိုခင်သက်ပိုင်နှုတ်ဆက်ပါတယ်နော်ဆိုတဲ့ဟာလေနော်လို့လုပ်တဲ့နေရာမှာလုံနေတယ်ဒီသချင်းတစ်ပိုက်လုံးကစကားပြောပြီးနှုတ်ဆက်နေသလိုမျိုးကိုဆိုပြီးဝင်သွားတာနဲ့ပရိသတ်ကကိုဆွဲပြီးကြံနေခင်အောင်လှုပ်တတ်ရမယ်အထူးသဖြင့်ကာလတာပရိသတ်ပေါ့ဟုတ်ကိုစောခက်တာကကိုကလည်းတေချာတင်ပြပေးချင်ပါတယ်
အများရှိမှပိုတင်ပေးမှန်းသိတာတော့လည်းမကောင်းလို့လေအင်းဘယ်မှာသွားတင်ရမလဲမသိဘူးနေအောင်ခင်သက်ပိုင်တက္ကသိုလ်ကျောင်းပဲရောက်ဘူးလားခင်ပိုင်ကဟင်းအင်းကိုစောလို့ပြောလိုက်တာနဲ့ဆိုင်ကယ်ကအေးလန်းထောင်းကနေညာဘက်ကိုဝေါ်ကနေချိုးကွေသွားတယ်ကယ်ရီယာကိုတေချာကင်ထားလျက်နဲ့ခင်ပိုင်ကိုတစောင်းကကိုစောကြောဘော်ကိုကတ်ကနေကိုစောကမြူးကြွတဲ့လေးတန်းနဲ့မင်းမြဲကင်ထားလေလိမ့်ကြသွားလို့မြမတလာအကောင်းဆောင်အဖြစ်လိုက်ပဲနေရုံမယ်ဟာဟာအိုကျောင်းဘက်ကအေးချမ်းတဲ့ခင်သက်ပိုင်ရဲ့အသိန်းတချင်းကိုနည်းနည်းတင်ပေးခြင်းလို့ကြီးမားထဲပါတဲ့ကျောင်းကြီးရဲ့အဟံကြောင့်လားပတ်ဝန်းကျင်အစ်စ်ကအထက်တန်းကျတာယာလုံးလို့လားကိုစော်နဲ့သွားနေရလို့လားခင်ပိုင်ရင်တွေတိတ်တိတ်ခုန်လာတယ်ကိုစော်ဟာ10ရန်အချိန်ချင်းကြားတဲ့ကိုကရိုးအပြောဆို10ရန်ပင်စင်ပေါ့ဒါပေမဲ့တက္ကသိုလ်ကျောင်းထဲမှာလဲလိုက်တာကျောင်းဝင်းထဲကလမ်းတွေကိုကျင်းကျင်းလဲလဲကွေ့ပတ်စီရင်တောက်ဘက်ကလဲခွင်းတွေဆက်ကိုဥတီတယ်အိုးကိုစော်ခေါ်လာတဲ့နေရာကလည်းရီးစားအတွဲတွေကြီးတော့လဲခွဲစင်းစင်းရဲ့ဟိုအဝေးမှိုင်းညိုနေတဲ့တောင်တန်းကြီးတွေရဲ့အပြုံးချင်းရှက်နေကြတဲ့ငယ်ရွယ်သူမျက်နှာတွေရဲ့ကစိတ်ထဲမှာအလိုလိုမြူးကြွလာတယ်လို့ပဲဖြစ်လိုက်ပါတော့ကွယ်ကိုစော်နဲ့ခင်ပိုင်ဟာဟော်ရီတက္ကသိုလ်မြေမှာပညာရှာကြရင်းနဲ့အကြည့်ချင်းဆောင်ရင်ကုန်မိကြတဲ့အတွေ့လေးတွေလေးကြည်စမ်းပါဦးတယောက်နဲ့တယောက်ရွဲပတ်နေကြတာဘေးလူတွေတော့မမြင်တော့ဘူးကိုစော့စကားကြောင့်ចောင်းသားအတွဲတွေလိုမြက်ပင်တွေပေါ်မှာကြည်ကြည်နူးနူးထိုင်နေချရန်ကခင်ပိုင်စိတ်ပြတ်တယ်လို့ဖြစ်သွားတယ်။အော်ခင်ပိုင်ဟာဝက်ရှော့လုပ်သမားနဲ့ဈေးတယ်သမီးအငိမ့်သမားခင်ပိုင်လေကိုစောဟာ10ရန်မအောင်တဲ့အငိမ့်ပိုင်ရှင်ရဲ့သားလေတစ်ဆက်တည်းမှာပဲဒီနေ့ညအမေပွဲစည်းထွက်မှာနဲ့အဖေနည်းနည်းနေမကောင်းဖြစ်နေတာကိုတတိယလာတယ်။အမေနဲ့ခင်ပိုင်ဈေးလိုက်ရောင်းရမယ်။အငယ်မမိလိုင်ကအဖေကိုစောင့်ရင်အငယ်ဆုံးကောင်နဲ့နေခဲ့ရမှာဒီမှာကိုပြောမယ်ခုနကိုပြောတဲ့နော်ဆိုတဲ့နေရာမှာကိုကမပြန်ချင်ပဲနဲ့မသိမ်းချင်ပဲနဲ့ပြန်ရတော့မှာမို့သိမ်းရတော့မှာမို့ခွင့်ပြုကြပါတော့ဆိုတဲ့အမူအရာလေးပါရမယ်လောက်ကြည့်စမ်းအော်ဒုက္ခပါပဲသူများတွေကတီတိုလုံနေတာကိုခင်ပိုင်ကအမူအရာနဲ့ချင်းဆိုရအောင်မယ်တဲ့အော်မိခင်ပိုင်ညီကအကြောင်းသူလားကိုယ့်အလုပ်ကိုလုပ်ရမယ်လေမစိုးပါဘူးနောက်ပြီးဟိုနေရာကရောခင်သက်ပိုင်မပြန်ချင်ဘူးကွယ်ဆိုတဲ့နေရာဒီတိုင်းကြီးမပြောရဘူးလက်ညှိုးကလေးနဲ့ပါးလေးကိုစော်ကခင်ပိုင်လက်ကိုကင်ပြီးကိုယ်တိုင်ပါးကိုထောက်ပြီးတယ်ဟုတ်ပြီခေါင်းလေးငယ်လေးပြီးတော့ခေါင်းလေးကိုဖြည်းဖြည်းခါရင်ပြောဟုတ်ပြီကိုစော်လက်တွေကခင်ပိုင်လက်ကိုကင်ထားတော့မလွတ်သေးပဲနဲ့ကိုလုံးချင်းပို့တိုးကက်ရင်ဒီတချင်းနဲ့နာမည်ကြီးကိုကြည့်ရမယ်ကိုစူးစမ်းဆက်ထားရတဲ့တချင်းရှေ့နှစ်မှာညမန္တလာကောင်းဆောင်ဖြစ်ဖို့လဲကိုအမခံတယ်နော်တပ်ပိုင်ခင်ပိုင်ပါရီနှွေးခနဲဖြစ်သွားတယ်အိုးရှေ့နှစ်မှာညမန္တလာကောင်းဆောင်ဖြစ်ဖို့ကိုအာမခံတယ်တဲ့တခါလောက်အနန်းကိုခင်ပိုင်စိတ်ဆိုးတင်ပါသလားအိုကွယ်ဒီကလည်းကစွန်းခင်းကြီးချင်နေတဲ့သူပါကိုစော်ရဲ့